တရားသံဃာတိဟုသောယရဏမြတ်သုံးပါးတို့၏ဂုဏ်ကိုအာယုပြု၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောကြရသောမူဇဝန္တယရဏတရားဗနာမကုသိုလ်ကံစေတနာတို့ကြောင့်ယနေ့ကိုစပ်၍နိဗ္ဗာန်မရမီဤကာလအတွင်းဝယ်မရောက်တဲ့မရောက်ထိုက်မကြုံတဲ့မကြုံတိုက်မကြုံလိုကြကုန်သောအပယ်လေးပါးသတ္သုံးပါးယပ္ပိ၈ပါးယတုမျိုး၅ပါးဝိပတ္တိတရား၄ပါးပြဿနာတရား၅ပါးအစရှိသည်ဘုံစိုးဘဝစိုးနေရာဌာနစိုးအယူဝါဒစိုးမိဘစိုးသာသမီစိုးဆရာသမားစိုးတပည့်စိုးပတ်ဝန်းကျင်စိုးခေါင်းဆောင်စိုးခေတ်ဆိုးစနစ်ဆိုးအဖြစ်ဆိုးအမျိုးမျိုးမှာဘဝစတန်ခင်းလို့ကြကုန်ပြီဖြစ်၍ရောက်တဲ့ရောက်တဲ့ကြုံတဲ့ကြုံတဲ့ကြုံလို့ကြကုန်သောဘုံကောင်းဘဝကောင်းနေရာဌာနကောင်းအယူဝါဒကောင်းမိဘကောင်းသာသမီကောင်းဆရာသမားကောင်းတပည့်ကောင်းပတ်ဝန်းကျင်ကောင်းခေါင်းဆောင်ကောင်းခေတ်ကောင်းစနစ်ကောင်းအဖြစ်ကောင်းအမျိုးမျိုးတို့နဲ့ဘဝစတန်တွေ့ကြုံပြည့်စုံကြပြီလေဆင်းရဲခတ်တဲ့ချုပ်ငြိမ်ရာနိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်ရသောသူတော်ကောင်းများဖြစ်ကြပါစေအဟံဗန္တိဣတရဏိနတဟယထာသမာဒါနသီလံသမာဓိယာမိရှင်ဖေယဝိတော်တိဘုရားယရဏတရားယရဏသံဃာယရဏဤဟုသောကိုယ်ကိုယ်ရာရဏတုံသုံးပါးနှင့်တကွမိမိတို့သောက်တည်ထားမြဲတိုင်းသောသီလသိက္ခာပုဂ္ဂိုလ်သောက်တည်ပါ၏ဘုရားဒုက္ခဝဟလူနတ်နိဗ္ဗာန်သုံးတန်သောချမ်းသာကိုဘုရားဆက်ဆက်ပြည့်စုံတတ်သောတိတရဏိနာဘုရားတရားသံဃာတိဟုသောပုဂ္ဂိုလ်သုံးပါးနှင့်သာတကဝယထာသမารဏသီလံမိမိတို့သောက်တည်ကျင့်သုံးမြဲဖြစ်သောသီလသိက္ခာပုဂ္ဂိုလ်အပမရိဏမမေ့မလျော့မပေါ်သောတတိယဖြင့်ဗုဒ္ဓပတ္တထံမြတ်စွာဘုရားသည်ကြည်ပြုတော်မူတော့အောင်သဗ္ဗာတိထထိုးစီကိုငါပြည့်စုံစေကြဒီနေ့ဝါဒဓမ္မစကြာတရားလေးပါးမြောက်ပေါ့နော်ဟောပြီးတာတွေအကုန်လုံးအကျဉ်းချုပ်လိုက်လို့ရှိရင်ဘုရားရှင်တို့ကိုယ်တိုင်ရှာဖွေတွေ့ရှိတဲ့မောက္ခနိဗ္ဗာန်ကိုရောက်စေတဲ့လမ်းစဉ်ဆိုတာမစ္စည်းမပရိပဒါလို့ခေါ်တဲ့လမ်းစဉ်ဖြစ်တယ်မစ္စည်းမပရိပဒါဆိုတာမဂ္ဂင်၈ပါးဖြစ်တယ်အဲ့ဒီဒီမှတ်မိရနော်ဒါကအဲ့ဒီမဂ္ဂင်၈ပါးကိုကျင့်သုံးရတဲ့အစဉ်အတိုင်းအုပ်စုခေါ်လိုက်မယ်ဆိုရင်ပထမဆုံးသမ္မာဒိဋ္ဌိမှန်ကန်သောအတိသမ္မာသင်္ကပ္ပမှန်ကန်သောအကျဉ်းကအတိပညာနဲ့ပတ်သက်ထားမှုလို့ပညာသိက္ခာပညာကျင့်စဉ်ပေါ့နော်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝမှန်ကန်တဲ့ပြောဆိုမှုမှန်ကန်တဲ့ပြုလုပ်မှုမှန်ကန်တဲ့အသက်မွေးမှုဒီသုံးခုကလူတွေရဲ့နေ့စဉ်ကိုယ်ကျင့်တရားဖြစ်လို့သူသီလသိက္ခာလို့ခေါ်တယ်နော်သမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဒီသုံးခုကတော့အလုပ်ထဲမှာစိတ်စူးစိတ်စိုက်ဖြစ်စေအောင်အားထုတ်ရတာမို့လို့သူ့ကိုသမာဓိမဲ့တယ်လို့ခေါ်တယ်သမာဓိဆိုတာအာယုန်နဲ့ကိုအလုပ်ထဲကိုစူးစိုက်သွားတာပါပဲเนาะအဲ့ဒီထဲမှာ
အဲ့ဒီသုံးခုထဲမှာအခုခေါ်တဲ့အခါမှာမဂ္ဂင်၈ပါးကိုကြည့်ရင်တမာတိတမာသင်္ကပ္ပဆိုတဲ့ပညာမဂ္ဂင်ကစပြီးတော့ဟောထားတယ်နော်ဒါကြောင့်အဟောမှာပညာသိက္ခာပထမဒါပေမဲ့ရှင်းတော့ပြီဆိုရင်ဘယ်ကစကြည့်အောင်လို့ဆိုတော့တမာတိသိက္ခာနော်ဘယ်ရလဲအကျင့်မှာတမာတိသိက္ခာစတယ်တမာတိသိက္ခာဆိုတာတမာဝါယမဆိုတဲ့ဝိရိယရဲ့တမာတတိဆိုတဲ့တတိရဲ့တမာတိကတော့စိတ်တည်ကြည်တဲ့တမာတိပါပဲအဲ့မှာအဓိကဥဆောင်တာတော့တမာတိဟိုတဲ့တတိပေါ့နော်အလုံးလုံးတာတော့ဝိရိယအားထုတ်တယ်နော်သူနဲ့စအားထုတ်တယ်ဒီသုံးခုကတရားအားတွေကိုပေါ်လာအောင်အားထုတ်ပေးတဲ့မဂ္ဂင်ဆိုတာလည်းပြောခဲ့ပြီနော်သူတို့ကအားထုတ်တဲ့မဂ္ဂင်ဆိုတော့အားထုတ်เสียတရားမဟုတ်ဘူးဉာဏ်နဲ့ပညာနဲ့သီလကမှအားထုတ်เสียတရားဖြစ်တယ်အဲ့ဒါလည်းမှတ်မိရနော်ဒါကြောင့်ဝရသာနာတော်မှာဘုရားတပည့်သားကောင်းပြီးသားစီရင်အားထုတ်ရမယ့်လုပ်ငန်းဟာနှစ်ခုပဲရှိတယ်။ဘာနဲ့ပါလဲဆိုသီလနဲ့ပညာဟုတ်တယ်မလားအဲ့ဒီနှစ်ခုထဲမှာပဲလေဘယ်ကစပြီးတော့ဖြစ်စေရမလဲဆိုရင်ဟုတ်လားအဖြစ်မှာသီလကစဖြစ်စေရတယ်နော်အဲ့ပထမဆုံးသီလစဖြစ်အောင်ဆိုပြီးတော့ပြီးခဲ့တဲ့တရင်ကအဲ့ဒီမှာပြီးသွားပြီနော်သီလဆိုတာဘာလဲဆိုတော့တမာဝါစာဆိုတဲ့စကားကိုကောင်းကောင်းဖန်ကားစွာပြောဆိုမှုတမာကမ္မန္တဆိုတဲ့အလုပ်ကိုကောင်းကောင်းဖန်ကားလုပ်ဖို့တရားအလုပ်လို့ပြောတာမဟုတ်ဘူးဘယ်အလုပ်မဆိုအဲ့ဒီတကယ်တမ်းအလုပ်လုပ်ရတာလူတွေမှာပြောစရာရှိတာကိုပါဇက်နဲ့ပြောရမယ်ပြီးရင်ကိုယ်နဲ့လုပ်စရာရှိတာလုပ်ရမယ်ဒီနှစ်ခုနဲ့အလုပ်လုပ်နေကြတာပဲလူတွေအဲ့ဒီအလုပ်နှစ်ခုမှာကောင်းမှုမှန်ကန်စေရမယ်ဆိုတော့အပြစ်ကင်းရမယ်ပေါ့နော်ဝစီကံရဲ့အပြစ်တွေဒါဥစ္စနဗုဒ္ဓဘာသာတွေသိပြီးသားပဲမုဒ္ဒဝါဒဆိုတဲ့လိမ်ညာခြင်းပိတုနာဝါစာဆိုတဲ့ဂုံတိုက်ခြင်းပေါ့ဖရုဒဝါစာဆိုတဲ့စေတိုင်းထွာခြင်းပေါ့တမ္ပပလာပဆိုတဲ့အဲ့ဒါကျတော့ဘာလဲဆိုတော့အတင်းဖြင်းမဟုတ်ဘူးလေသူကပိန်ဖြင်းတယ်ဆိုတာဘာမှမဟုတ်တာတွေလျှောက်ပြောတာစမ်းမစရတယ်ဘာမှဥဒိချက်ကိုမရှိဘူးမနေနဲ့လို့ပြောနေတဲ့စကားတွေပါပဲစာထဲမှာတော့ဒန္နာကြီးတွေပါတယ်ညာတွေလို့သူတို့ဖွဲ့ပါတယ်ဒါပဲပြောတကယ်လိုအပ်တဲ့ကောင်းကျိုးကိုမဖြစ်စေတာတွေလို့ပြောတာပါနော်ပုံပြင်တွေပြောတိုင်းတမာဒီဖရုဒဝါစာဖြစ်တယ်လို့ဒီလိုတော့ပြောလို့မရဘူးတချို့ပုံပြင်တွေကလူတွေကိုအလိမ်မာတိုးစေတယ်ဆိုရင်အဲ့ဒါတွေကပြောကိုပြောရမယ်တကယ်တော့ဥစ္စနဘုရားဘာသာတွေသိနေတဲ့ငါဒီဘက်ကဘီလိန်ကတော့ဒေဝဒအလောင်းပေါ့နော်သူကမကောင်းတာလုပ်ရင်ဘယ်လိုဒုက္ခတွေရောက်သွားတယ်ကောင်းတာလုပ်တဲ့ဘက်မှာတော့သူ့အပြင်ဖရာအလောင်းပေါ့ဗျာနော်သူဆိုရင်တဖြည်းဖြည်းနဲ့ဘယ်လိုအသိဉာဏ်နဲ့မြင်မှပြီနောက်ဆုံးဖရာအစဉ်တီရောက်သွားတယ်အဲ့ဒါတွေပြောတာကြတော့ပြောလို့ရတယ်တက်မှာဘာမှမဟုတ်ခွင့်နဲ့ကိုရှောက်ပြီးတော့ပြောတာဗမာပြည်မှာဒီအာဆင်နယ်နဲ့မန်ယူညင်းနေသလိုဟာတွေဘယ်သူမှဘာပြောမှာကိုမရှိဘူးတကယ်အချိန်ကိုးနေတာစီရင်တော့အဲ့ဒါတမ္ပပလာပဝါစာယုံညာပိန်ရှေ့တော့ပိန်ဖြင်းတော့လို့သုံးတယ်ဗျဖြင်းနေဆိုတာဥပကိုနိုင်လို့သိလိမ့်မယ်နော်စဘာဖြင်းနေဆိုတာအထက်မှာဆံမပါဘူးလို့ပြောတာနော်အဲ့ကြောင့်ဒီရှေ့ဆရာတော်ကြီးကအဲ့တမ္ပပလာပပိန်ဖြင်းတော့ဆိုတော့အနှစ်မဆန်ယူရန်ကင်းလျောအတော်အဖြစ်ပြောခြင်းတလေလို့အဲ့လိုပြန်နေပြီနော်ဒါတော့အဲ့ဒါဒီအကုန်လုံးတမန်အာဇီဝဆိုတော့လူတိုင်းနေ့စဉ်လုပ်နေတဲ့စီးပွားရှာမှုပါပဲတမန်အာဇီဝအဲ့ဒါတွေကိုလည်းပဲအဲ့ဒီသီလသိက္ခာပြည့်စုံအောင်စင်ကြယ်အောင်လည်းပဲဘာနဲ့အားထုတ်ရလဲဆိုရင်ခုနတတိဥဆောင်တဲ့သမာဓိမဲ့ခင်၃ခုနဲ့ဘယ်အားထုတ်ရတယ်တတိမပါရင်သူလည်းမဖြစ်ဘူးเนาะဆဲနေတိုင်းရလူကတတိလက်လွတ်တာနဲ့ပါးစပ်ကအဲ့လိုကြံ့ကြံ့ထမ်းထမ်းနေထွက်သွားမှာပဲအဲ့လိုဖြစ်လို့ရှိရင်လည်းပဲတမန်အာဇီဝဆိုတဲ့မှန်ကန်တဲ့အသက်မမှုပြည့်စုံတယ်လို့ဆိုပါတယ်အဲ့ဒီအထိကသိပြီးသားပါเนาะသတိထားမှာအဲ့တော့အဲ့ဒီမှာဒီ
မဂ္ဂင်ရှင်ပါခုနသက်္ခာသုံးပါးနဲ့ပတ်သက်လို့ရှိရင်ပထမဆုံးကအသုံးချရတဲ့သစ္စာဆိုတာရှိတယ်ဗျနော်ဟိုသစ္စာ၄ပါးမဟုတ်ဟိုကအသုံးချသစ္စာဆိုတာကခုနသီလသိက္ခာအခုတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝရှင်းလုံးတဲ့သီလသိက္ခာရှိသမုဒိသစ္စာဆိုတဲ့လောကရဲ့တတ်မှတ်ချက်ကိုလေးစားရတယ်သဘောပါလားဥပမာဒီသီလသိက္ခာတွေကပဏာတိပါဒသူ့အသက်ကိုတတ်တယ်သူ့အသက်ကိုတတ်ရင်တမ္မာကမ္မန္တပြတ်သွားမှာမစ္ဆာကမ္မန္တဖြစ်သွားမှာအဲ့တော့တမ္မာကမ္မန္တဖြစ်အောင်ဆိုရင်အဲ့ဒီသီလပဏာတိပါဒသီလစင်ကြဲလာအောင်ဆိုရင်ပရမတ်ကိုအသုံးချလို့မရဘူးငါသူတစ်ပါးဆိုတဲ့ပညာကိုပဲအသုံးချရတယ်နားလားငါသူတစ်ပါးအသက်အဲ့ဒါတွေကိုလောကတွေကတတ်မှတ်ချက်တွေရရှိနေတာပဲအဲ့ဒါတွေကိုလေးစားရတယ်လူတယောက်ကိုဓာတ်နဲ့ခုတ်တတ်တယ်ရုံရောက်တဲ့ခါကျတော့ငါဆိုတာလည်းမရှိဘူးသူတော့ဆိုတာလည်းမရှိဘူးအသက်ဆိုတာလည်းမရှိဘူးတလေးပါချင်းထိလိုက်ပြီးတော့ဟိုပြေးကွဲသွားတာပဲလို့ပြောလို့မရဘူးအဲ့မှာပရမတ္ထသစ္စာဖြစ်တဲ့တလေးပါးကြီးကိုဝင်သုံးလို့မရဘူးငါပဲသူပဲသူ့အသက်ကအသက်ပဲဓာတ်နဲ့ခုတ်တာပဲအဲ့ဒါလောကအားဖြင့်လည်းအပြစ်ရှိတယ်ဓမ္မအားဖြင့်လည်းအပြစ်ရှိတယ်အဲ့ဒါကြောင့်ဒီသီလသိက္ခာပုဒ်တွေကိုစင်ကြယ်ခြင်းလောကတမ္မချက်ဖြစ်တဲ့ဘာသစ္စာခေါ်လဲဗျာသမုဒိသစ္စာခေါ်တယ်နော်လူတွေပြောဆိုနေတဲ့အများသတ်မှတ်ထားတဲ့သတ်မှတ်ချက်ပါပဲအဲ့ဒါကိုလေးစားရတယ်အမေကိုအမေလို့ပဲအသိမှပြုရတယ်အဖေကိုအဖေလို့ပဲအသိမှပြုရတယ်ဘုရားကိုလည်းဘုရားလို့အသိမှပြုရတယ်အားလုံးဓာတ်၄ပါးတွေပဲကွာဆိုလို့ရှိရင်အဲ့ဒီသမုဒိလို့ခေါ်တဲ့ပညာကိုဖျောက်လိုက်လို့ရှိရင်ရှင်းစရာတွေကပရမတ္ထတကယ်မပေါက်ပဲပညာကိုဖျောက်ပြတာဟာခိုးယူတဲ့ကြောက်စရာကောင်းတယ်နော်အနည်းဆုံးခရရင်ခက်ကြညာဥမာပြီးအမေလည်းတက်၄ပါးအစုပဲကွာငါများလည်းတက်၄ပါးအစုပဲဆိုတာလည်းလူဟာတိရစ္ဆာန်တဲ့မိုက်မသွားဘူးလားဒီသီလသိက္ခာပုဒ်တွေကြရင်တော့သမုဒိသစ္စာကိုလေးစားမှာနော်သူ့ဥစ္စာကိုလည်းဆိုလဲငါသူပစ္စည်းဥစ္စာအဲ့ဒီပညာတွေကိုလေးစားရတယ်ခိုးယူတယ်ဆိုတာကိုအဲ့ဒီမှာပရမတ္ထသစ္စာနဲ့မရဘူးဒါကြောင့်သီလသိက္ခာပုဒ်ပြည့်ခြင်းဘာသစ္စာကိုအသုံးလေးစားရမလဲဗျသမုဒိသစ္စာဆိုတဲ့လောကရဲ့ပညာချက်ကိုလေးစားရတယ်လောကစီးတိုင်းအမှန်ပဲဒီသုံးချတဲ့သစ္စာပြီးတော့ဒီဘုရားအဆုံးအမသာသနာပေါ့ဗျာအဆုံးအမသာသနာဆိုတာဘုရားတော်အလုံးဗုဒ္ဓဘာသာတွေရနေတာပဲမကောင်းမှုရှောင်ရဲ့ကောင်းမှုဆောင်ရဲ့ဖြူအောင်စိတ်ကိုထားရဲ့အဲ့ဒီသုံးခုတွေမှာလည်းပဲသီလသိက္ခာမှာအဓိကရှောင်ကျင်ရတာကမကောင်းမှုရှောင်ဆိုတဲ့အဆုံးပါပဲเนาะအဲဒီခုနတမ္မာဝါစာဖြစ်ဖို့ဆိုရင်လည်းမဇ္ဈနဲ့ပြောတဲ့စကားရဲ့မကောင်းတဲ့ပြောဆိုမှုတွေကိုရှောင်ရတာပဲတမ္မာကမ္မနာဖြစ်ဖို့ဆိုရင်လည်းကိုယ်နဲ့ပြုမှုတဲ့မကောင်းတဲ့ပြုလုပ်ချက်တွေဘောနော်တုသက်တခြင်းသုံးစားကိုခြင်းပေါ့လူသားရင်ပြတ်မှခြင်းအဲ့ဒါတွေကိုဘာလို့ရတော့ရှောင်ကျင်ရတာပဲเนาะအဲ့ဒါဆိုရင်သီလတကယ်တော့ဥစ္စာအားလုံးယူထားတဲ့အခြေခံသီလကဒါပါပဲမကောင်းမှုကိုရှောင်ရတာပါပဲဒါပေမဲ့ဒီမျက်စင်အများတိုင်းစောက်တည်နေတဲ့သီလနဲ့ဒီနိဗ္ဗာန်ရဲ့အကြောင်းဖြစ်တဲ့ဒီမစ္စမပရိပဒါပေါ့နော်မဂ္ဂင်၈ပါးမှာခွဲထားတဲ့သီလကနည်းနည်းလေးတော့กว่าတယ်နော်နည်းနည်းလေးกว่าတယ်အခုဒီမှာသီလဆိုလို့ရှိရင်တမ္မာဝါစာမှန်ကန်တဲ့ပြောဆိုမှုဝစီကံပေါ့နော်တမ္မာကမ္မန္တာမှန်ကန်တဲ့ပြုလုပ်မှုကာယကံအပြင်နောက်ထပ်ပါလာတော့တမ္မာအာဇီဝကောင်းမွန်မှန်ကန်တဲ့အတ္တမရူဝံကြောင့်မှုလို့သူတို့ပါတယ်ဗျအဲ့ဒါဆိုကျွန်တော်ဘုရားဘာသာဝင်နေစဉ်စောင့်တည်နေတဲ့သီလအရာကြီးပဲဆိုပဏာတိပါဒာဆိုတာကကာယကံနော်အာဒိနာဒနာဆိုတာလည်းကာယကံပဲကာမေတုမိစ္ဆာစာဆိုလည်းကာယကံပဲမုဒ္ဒဝါဒဆိုရင်တော့မုဒ္ဒဝါဒဥဆောင်တဲ့ဝစီကံပဲတုဒ္ဓမေရိယ
မိစ္ဆပမာဒဌာနလည်းထားပါတော့အဲ့ဒါမေ့လျော့ကြောင်းအဲ့တော့ကာယကံနဲ့ဝစီကံပဲလုံခြုံတယ်ကာယကံနဲ့ဝစီကံလုံရင်နေ့စဉ်စောင့်တည်နေတဲ့သီလကလုံခြုံတယ်ဒါပေမဲ့ဒီမှာကျတော့ဒီနေ့နိဗ္ဗာန်တော်ကြောင့်အကျင့်ဖြစ်တဲ့မဂ္ဂင်ကြတော့သီလထဲမှာဘာထည့်လိုက်လဲဆိုတော့တမ္မာအာဇီဝကောင်းမွန်မှန်ကန်တဲ့အသက်မွေးမှုတနည်းအားဖြင့်တရားသဖြင့်အသက်မွေးမှုဖြစ်ရမယ်ဆိုသဖြင့်မတရားသဖြင့်အသက်မွေးမှုဖြစ်တဲ့သူများဥစ္စာကိုမတရားလိုချင်တဲ့စာလို့တော့အဘိဇ္ဇာလို့ခေါ်တယ်နော်မတရားလိုချင်တာဘာလို့ခေါ်တော့အဘိဇ္ဇာသူများကိုတည်ကြည်ကြောင်းပျက်စီးကြောင်းစိတ်ထဲမှာအမြဲတမ်းကြံစီစိတ်ကူးနေတဲ့အဲ့ဒါဒေါသပါပဲနော်ရေရှည်ဒေါသသူ့ကိုဘာလို့ခေါ်လဲဗျာပါဒလို့ခေါ်တယ်အဲ့ဒါပါကျင်းမှာဒီစီဝါရှာမှုကမှန်တာနော်ငါရောင်းကောင်းပါစေသူပျက်စီးပါစေဆိုရင်သူတမာစီကမဖြစ်ဘူးလေသူများပျက်စီးစေလို့လေစိတ်ဆိုးစိတ်ယုတ်ရှိလာပြီပေါ့တော့ပေါ့လားအဲ့ဒါဆိုတော့ဘာထုလာဆိုတော့အဲ့ဒီအဘိဇ္ဇာဗျာပါဒဒီနှစ်ခုကစိတ်ထဲမှာဖြစ်ရုံနဲ့ဒုစရိုက်မြောက်တယ်မနောကံခေါ်တယ်ဘာလို့ခေါ်တော့မနောကံခေါ်တယ်အဲ့ဒါအဘိဇ္ဇာသူများကိုပျက်စီးဖို့သူများပျက်စီးမတရားရဖို့ကြံစည်နေတယ်ဗျာပါဒသူများပျက်စီးရပျက်စီးဆောင်ကြံစည်နေတယ်ဆိုတွေကဒီပုဂ္ဂိုလ်ကမကောင်းတာလုပ်ရင်မကောင်းကျိုးပေးတယ်ကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်ဆိုတဲ့ခံယူချက်လည်းမရှိတော့ဘူးတမာတိပြတ်တယ်ဆိုတော့သူမိစ္ဆာတိဖြစ်သွားတယ်အဲ့ဒီသုံးခုသလုံးကင်းနေမှာတမာအာဇီဝဖြစ်တာနော်အဲ့တော့ဒီမဂ္ဂင်၈ပါးထဲမှာတမာအာဇီဝလို့ပါလိုက်တဲ့အတွက်ရိုးရိုးနေ့စဉ်စောင့်ကြည့်နေတဲ့သီလတဲ့ဘာထုလဲဆိုရင်ကာယကံဝစီကံသာမကပါတော့မနောကံမှာစင်ကြယ်ရမယ်ဟုတ်တယ်ဒီနိဗ္ဗာန်ကြောင့်ကျင့်ဖို့ဆိုရင်နိဗ္ဗာန်ကြောင့်အကျင့်ဆိုတာတို့ကြောကတော့စိတ်မှာကိလေသာအညစ်အကြေးတွေကင်းသွားဖို့ကျင့်တာနော်ကိလေသာကင်းသွားဖို့ကျင့်တာဆိုတော့ကာယကံဝစီကံလောက်နဲ့မပြည့်ဘူးမနောကံမှာစင်ကြယ်နေရမယ်မနောကံစင်ကြယ်ဖို့အတွက်ပါတယ်တမအာဇီဝထည့်ထားတယ်တော့ပါတယ်နော်အဲ့တော့ကံသုံးပါးအပြင်ကျင့်မယ်ဆိုလို့ရှိရင်လည်းပဲရိုးရိုးသီလကာယကံနဲ့ဝစီကံရှိတယ်နိဗ္ဗာန်ရောက်ကြောင်းသီလကတော့ကာယကံဝစီကံမနောကံဆိုတဲ့ကံသုံးပါးလုံးစင်ကြယ်စေရမယ်ကံသုံးပါးလုံးစင်ကြယ်ဖို့အတွက်ဆိုရင်ဘုရားဆုံးမတွေကမကောင်းမှုရှောင်နေမကဘူးကောင်းမှုဆောင်မှာပါမှာပေါ့ဗျာနော်ဒါပေမဲ့ကောင်းမှုဆောင်တော့အထက်ကဆရာတွေကတမာတိတိတ်ခါကောင်းမှုဆောင်တာဖြစ်တယ်လို့ဒီလိုယူပါတယ်ဟုတ်တယ်သီလဆိုတဲ့မကောင်းမှုရှောင်နိုင်ရေးတွေလေဒီတမာတိတိတ်ခါတတိဥဆောင်တဲ့တမာတိတိတ်ခါ၃ပါးနဲ့ပဲအထောက်ရတာပဲเนาะနောက်မဉ္ဇဉ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြောင်းဖြစ်တဲ့မဉ္ဇဉ်ပုံညာရှိရောက်ဖို့စိတ်မှာကိလေသာတွေဖြူအောင်ထားဖို့ပညာတိတ်ခါကိုအားထုတ်နေတယ်ပဲဒီတမာတိတိတ်ခါ၃ခုနဲ့ပဲအားထုတ်တယ်တတိဥဆောင်ပြီးတော့ပဲအားထုတ်တယ်ဒါတော့လောကမှာကောင်းတဲ့အလုပ်အားလုံးကိုတတိကဥဆောင်တယ်တတိဥမဆောင်ရင်ဘယ်တော့မှကောင်းတဲ့အလုပ်မဖြစ်ဘူးလို့ဒီလိုပြောတာပါเนาะဒါလို့ဆိုရင်သီလနဲ့ပတ်သက်လို့ကျင့်သုံးတတ်ပါတယ်အမြဲတမ်းပဲဘယ်အလုပ်မဆိုအဓိကအဖြစ်တော့နှုတ်နဲ့ပြောခြင်းနဲ့ကိုယ်နဲ့လှုပ်ရှားလောက်ကံခြင်းရှိတယ်အဲ့ဒီနှစ်ခုသလုံးမှာအပြစ်ကင်းအောင်အမြဲတတိထားနေလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကသီလဖြစ်တယ်ဒါကြောင့်ဒီတတိပဋ္ဌာန်အလုပ်တတိဥစီတဲ့အလုပ်ဆိုတာဥစ္စလို့ထင်လို့ရိတ်တာထဲမှာတရားအထုတ်မှာမဟုတ်ဘူးသူကနေ့စဉ်စောင့်တည်နေရတဲ့လူကိုချင်းတရားမှာလည်းပဲဘာဥဆောင်မှရမလဲတတိဥဆောင်မှရမယ်ဒါကြောင့်သီလပြေးပြီးတဲ့အဆုံးမှာအပ္ပမဒေနာသမ္မာဒိဋ္ဌာတတိအမြဲဥစီနေပါစေလို့အဲ့လိုပြောတာเนาะတော့ဗောဒါတတိပဋ္ဌာန်ဆိုတာအဲ့ဒါပါပဲဒီပင်ဒါနဲ့ပတ်သက်လို့အခြေခံသိစရာဒါတော့ဆိုရင်တော့အခြေခံရှိပါတယ်ပဲနောက်လိုအပ်လို့ခြင်းတယ်ဥစဉ်ထပ်ပြီးတော့ပြောပါမယ်เนาะအဲ့တော့သီလအခြေခံလုံသွားပြီဆိုတော့ပထမရှေလံရောက်သွားပြီဒါသီလကိုဖြစ်အောင်အားထုတ်ရတာတကယ်သမာဓိအစစ်မဟုတ်သေးဘူးဗျတကယ်သမာဓိအစစ်ဆိုတာဒီကိုယ်ခန္ဓာကိုယ်တွေကဘုရားသတ်မှတ်ထားတဲ့
တရားအလုပ်လုပ်ရမယ့်နေရာ၄နေရာရှိပါတယ်အကြံပြအားဖြင့်နော်ဒီခန္ဓာကိုယ်ကြီးဆိုတဲ့ကာယ ानु ပတ္တနာဌာနရယ်နော်ပြီးရင်လူတွေစိတ်ထဲမှာခံစားနေရတဲ့ကျဉ်းနှံ့မှုမကျဉ်းနှံ့မှုအဲ့ဒါတော့ခံစားချက်ဆိုတော့ဝေဒနာခေါ်တာပေါ့နော်အဲ့ဒီဝေဒနာပေါ်မှာစိတ်ကိုစူးစိုက်ထားရင်ဒါဝေဒနာ ानु ပတ္တနာခေါ်တာပေါ့ပြီးရင်လူတွေမှာနေ့စဉ်ဖြစ်လေရှိတဲ့လောဘစိတ်တွေဒေါသစိတ်တွေအဲ့ဒီကိုလည်းသတိထားရင်ဘာဖြစ်တော့စိတ်ဓာ ानु ပတ္တနာဒီသုံးခုကလေ့ကျင့်ရေးခေါ်တယ်ဗျလေ့ကျင့်ရေးဆိုတာတဖြည်းဖြည်းနဲ့လူလောကတွေကအသုံးချနေတဲ့သူကသီလသိက္ခာနယ်ကိုလွန်ရမှာဆိုတော့သီလသိက္ခာရဲ့နယ်ပယ်ကပညာနယ်ဆိုတော့အဲ့ဒါပြောခဲ့ပြီနော်သီလသိက္ခာရဲ့နယ်ကပညာနယ်ဘာလို့သီလလုံကြီးပညာကိုလေးစားရတာအဲ့ဒါကိုလွန်ရမှာဆိုတော့ပရမတ်နယ်ရဲ့ရောက်မှာအဲ့ဒါကိုလွန်နိုင်မှာနော်ပရမတ်နယ်ရဲ့ရောက်ဖို့ဆိုတော့ဒီတတိကဘာလဲဆိုတော့အပြင်းမှအာရုံပြုလို့မရဘူးသီလသိက္ခာဘုံကတော့သီလသိက္ခာဆိုတာအပြင်းနဲ့ဆက်ဆံတဲ့နေရာမှာကျင့်သုံးရတာမို့လို့အပြင်းကိုအာရုံပြုရတယ်အဲ့ဒီတုန်းကတတိထားရတယ်ဆိုတာကိုယ်ခန္ဓာကိုယ်ကိုတတိထားရတာမဟုတ်ဘူးအပြင်းလူနဲ့ကိုယ်ဆက်ဆံတဲ့လူနဲ့တတိထားရတာเนาะအဲ့တော့ဘာတတိထားရမှာလဲဆိုတော့ကောင်းတာနဲ့မကောင်းတာကိုကွဲအောင်တတိထားပါကိုယ်ပါဇက်ကပြောလိုက်မယ်ဆိုရင်လည်းငါပြောမယ့်စကားဒီသူ့အတွက်ကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းဆိုတဲ့ကောင်းကျိုးကိုရမလားကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းဆိုတဲ့မကောင်းကျိုးကိုရမလားအဲ့လိုကြည့်ရတယ်အဲ့လိုပထမဆုံးခွဲလိုက်တော့တကယ်သူ့အတွက်မကောင်းကျိုးဆိုတာလေသူကိုယ်ဆင်းရဲခြင်းစိတ်ချမ်းသာခြင်းမဖြစ်ဘူးကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းဖြစ်မယ်ဆိုလို့ရှိရင်အဲ့ဒါကိုဘယ်နဲ့လုပ်ရမှာတော့ကျတော့ဗုဒ္ဓဘာသာတွေကမကောင်းမှုရှောင်လို့ခံယူကြတယ်ဖြစ်တယ်အဲ့ဒါဆိုရင်ရှောင်လိုက်မှသီလဖြစ်တာတော့ပါတယ်ပေါ့တယ်နော်အဲ့ဒါဆိုတော့ဒီသီလသိက္ခာမှာထားရမယ်တတိကဘာလဲဆိုကောင်းတာနဲ့မကောင်းတာကို꿰အောင်တတိထားရမှာအခုတမာတိအလုပ်ပါပဲသီလပြီးတော့လုပ်ရမယ်တမာတိအလုပ်ကပညာသိက္ခာပေါ်လာအောင်လုပ်ရမှာဒါသိက္ခာပေါ်လာအောင်လုပ်ရမှာပညာသိက္ခာပညာဆိုတာအမှန်ကိုအမှန်ကန်တိုင်းသိတာဘာလဲအမှန်ကိုအမှန်နဲ့သိတယ်အဲ့ဒီအမှန်ကိုအမှန်နဲ့ဆိုတော့အပြင်မှာရှိတာတွေကိုသိရမှာမဟုတ်ဘူးကိုယ်ခန္ဓာကိုယ်ထဲမှာအမှန်တိုင်းဘာရှိတယ်လေအဲ့ဒီရှိတဲ့တရားတွေကဘယ်လိုသဘောလက္ခဏာရှိတယ်လဲလို့အဲ့လိုပေါ်အောင်အထောက်ရမှာသဘောပေါက်တယ်နော်အဲ့လိုဆိုတော့သူကကောင်းတာနဲ့မကောင်းတာကိုခွဲဖို့မဟုတ်ဘူးပထမဆုံးကရှိတာနဲ့မရှိတာကို꿰အောင်သတိထားမှာနားလည်ပြီနော်သီလစင်ကြယ်ဖို့ဆိုရင်အပြင်းကိုအာရုံပြုတယ်ပညာကိုအလေးနဲ့ထားတယ်ကောင်းတာနဲ့မကောင်းတာ꿰ပြအောင်သတိထားတယ်နော်ပညာသိက္ခာဖြစ်ဖို့ဆိုရင်ကိုယ်ခန္ဓာကိုယ်ကိုအတွင်းကိုအာရုံပြုရတယ်နော်ပြီးရင်ဘာ꿰ပြအောင်နော်ရှိတာနဲ့မရှိတာကိုတကယ်ရှိနေမရှိတဲ့အနေကို꿰ပြအောင်ဘိုးဘိုးဆရာတော်ကြီးတို့ရဲ့စကားအတိုင်းပြောမှဆိုရင်နော်အပြောနဲ့အရှိ꿰ပြားသိအောင်သတိထားမှာသဘောပေါက်တယ်နော်အဲ့လိုဆိုတော့ဒီပထမဆုံးကဘာရေးကြည့်လဲဆိုတော့ဒီကိုယ်ခန္ဓာကိုယ်ရဲ့အရှိကိုသိဖို့ဆိုရင်ဒီစိတ်လေးကိုယ်ခန္ဓာကိုယ်ကိုပြန်ကအောင်ပထမဆုံးလုပ်ရမယ်တန်းပြီးတော့သိအောင်အားထုတ်လို့မရဘူးတရားအားထုတ်တယ်ဆိုရင်တို့ကအသိတွေရအောင်တော့အားထုတ်တယ်လို့အောင်းမြင်တာအသိရအောင်အားထုတ်လို့မရဘူးအသိဆိုတာဒီစိတ်လေးပညာနဲ့ပေါင်းပြီးမှအသိဖြစ်မှာတော့အဲ့တော့စိတ်ကလေးဘာနဲ့ပေါင်းပြီးမှတော့ပညာနဲ့ပေါင်းပြီးလာအောင်ဆိုတော့ပညာဆိုတာစောစောကပြောတယ်ဗါလေခန္ဓာကိုယ်ရဲ့အရှိကိုအရှိတိုင်းသိရမှာဆိုတော့ကိုယ်ခန္ဓာကိုယ်ကိုသိဖို့အတွက်ဒီစိတ်လေးခန္ဓာကိုယ်ပြန်ကအောင်အားထုတ်ရတယ်။ဘာလို့အားထုတ်အောင်နော်ဒီစိတ်ကလေးကိုယ်ခန္ဓာကိုယ်ကိုပြန်ကလာအောင်ထွားဆုံးအားထုတ်ရမယ်။ဘာလို့လဲဆိုတော့ဘုရားရှင်ရဲ့စိတ်ဟာထုံးစံပဲကိုယ့်ကိုယ်ဘယ်တော့မှစိတ်မဝင်စားဘူး။အပြင်အမြဲတမ်းလဲနာပဲအပြင်ကိုစိတ်ဝင်စားတယ်
သူတို့အောက်ပေါ်ပေါင်းလားလူတွေကကိုယ့်ကိုအတ္တငါဘာညာနဲ့တန်ဖို့လုံးလုံးတန်ဖို့မထားဘူးကိုယ့်ကိုလူစင်းတွင်းတဲ့လူတယောက်ရှိရင်အဲ့လိုနိဗ္ဗာန်ရောက်ဖို့သိကြတယ်လင်းနေချင်းငါလူဖြစ်တယ်ဆိုတာကိုတော့သိရလိုက်ပါလူဖြစ်တယ်ဆိုတာသိတာနဲ့လူနဲ့တန်တဲ့ကိုကျင်တရားတွေကဘာလဲလူနဲ့မတန်တဲ့ကိုကျင်တရားတွေကဘာလဲကစပြီးတော့သူသတိထားသွားမယ်အဲ့လိုဆိုရင်လူအစ်စ်ဖြစ်သွားမယ်လူအစ်စ်ဆိုတာနိဗ္ဗာန်နဲ့တန်တဲ့လူဖြစ်သွားမယ်ဘုရားအဲ့ဒါခဏခဏပြောတယ်လူတွေကနိဗ္ဗာန်ကအရေးမကြီးဘူးဘာအရေးကြီးတော့နိဗ္ဗာန်နဲ့တန်တဲ့လူဖြစ်ဖို့အရေးကြီးတာဗျာနော်နိဗ္ဗာန်ရဖို့များခဲခဲကြီးမထင်နဲ့နိဗ္ဗာန်နဲ့တန်တဲ့လူဖြစ်ရင်ခဏလေးနဲ့နိဗ္ဗာန်ရတယ်ခင်ဗျာလို့မပြောပဲလို့လေအရှင်ဘုရားလောက်ကြည့်သားမှာဘဒုလုံနေပါကိုယ့်ကိုလူတို့အသိမှမပြုတ်ခဲနဲ့တော့ရဖို့မရဘူးအဲ့ဒါခဏခဏပြောတယ်ဘုရားဖြစ်ဖို့တားခက်တယ်လို့အဲ့လိုပြောတာကတကယ်တော့ဘုရားဖြစ်ဖို့ကဒီလောက်ကြီးကြာတာမဟုတ်ဘူးညာနော်ဘုရားဖြစ်နိုင်လောက်တဲ့ဒီဉာဏ်ဉာဏ်လေးအစစ်မြင့်လာတဲ့လူဖြစ်ဖို့ကဘယ်လောက်ကြည့်ရလဲ၄သိန်းရှင်နဲ့ကမ္ဘာသိန်းနဲ့တကယ်တော့နှစ်ပေါင်း၄သိန်းရှင်နဲ့ကမ္ဘာသိန်းမှတ်တမ်းရေးထားတာမရှိပါဘူးအဲ့ဒါတွေကလည်းဥစ္စာဗုဒ္ဓဘာသာတွေမှာဝါဒအဖြစ်ရှင်းပြရင်တော့နည်းနည်းရှုပ်တယ်မရှုပ်ရင်တော့ရှင်းပြမှရမှာဒီအလွန်အကျူအရေးကြီးတဲ့အခါမှာဒီစာလို့တော့အတိတ်ပြဝုဒ္ဓိဆိုတာအလွန်ကျူဆိုရတဲ့စကားလုံးတွေရှိတယ်အဲ့တော့အလွန်ကျူဆိုတာအများကြီးလို့ဆိုတဲ့အဓိပ္ပာယ်အဲ့ဒီဟာတွေကအများကြီးတော့မို့တိုင်းတာလို့မရဘူးဆိုတဲ့အဓိပ္ပာယ်ပဲဆောင်တယ်အရေးအတွက်နဲ့တော့မဆိုင်ဘူးဗျအဲ့ဒါကဘုရားဗမာစကားမယ်ဆိုတော့ဗျလူတယောက်ကအမှုခွင်း၄ခုလောက်နဲ့တရားရုံးရောက်နေပြီအလိုဆုံး၅ခုပဲရှိဗျဒါပေမဲ့အဲ့ဒီကောင်အဲ့ဒီလူကိုပြောမှဆိုဟာဒီကောင်ကပြဿနာပေါင်း16000သမားလို့ပြောတယ်16000ရှိလားဆိုတော့မရှိဘူးလက်ချိုးတွင်၅ခုလောက်ပဲရှိပဲဒါပေမဲ့ပြဿနာဆိုတာလူမှမရှိတဲ့ကိစ္စ၅ခုလောက်ရှိတယ်ဆိုရင်ကိုအတော်ကြီးကိုများနေပြီဒီကောင်ပြဿနာများတဲ့ကောင်လို့ပြောကြတာများတာမှတော်တော်ကိုဆက်ဆုပ်လောက်အောင်များတယ်ဆိုတဲ့ခါကျသူ့ကိုဘယ်လောက်ဖြစ်သွားတော့ပြဿနာပေါင်း16000ရေးပြကြမှာဆိုရင်ဘယ်10ခုပြအောင်ကိုမရှိဘူးဗျမရှိမှအဲ့လိုပြောတာပါပဲအဲ့ဒီလိုပဲဒီမစ္စမဒေတာမှာလည်းပဲတော်တော်ကြီးကိုအများကြီးဘယ်လောက်လို့ပြောမှမသိဘူးဆိုလို့ရှိရင်အများဆုံးဘဝနာ8400တောင်ပဲပြောလို့ရှိတယ်နော်ဒီပါရမီကာလကျတော့၄သိန်းရှိကဘာတသိန်းလို့ပြောလို့ရှိတယ်၄သိန်းရှိကဘယ်သိန်းရှိတော့ရေးသားမရေးနဲ့ယူသွားလိမ့်မယ်ဘယ်သူမှမရေးနိုင်ဘူးဘယ်ကဘာတွေမရှိဘူးစားတယ်ပဲနော်အဲ့ဒီကဘာပေါင်း၄သိန်းရှိနဲ့တသိန်းတိကိုရေးထားတဲ့အမည်စီရင်မရှိဘူးဒါပေမဲ့ကဘာတွေအများကြီးကြားတယ်ဆိုတော့အတိတ်ပါပဲเนาะအများကြီးပေါ့အဲ့လောက်ပဲမှတ်တယ်ပါဝါဒတွေမရှုပ်ဖို့အရင်ပြောတာပါเนาะအဲ့လိုဆိုတော့ခုပညာသိက္ခာရဲ့အခြေခံဖြစ်တဲ့တမာတိပေါ့လေခန္ဓာကိုယ်ကိုအတွင်းကိုပထမဆုံးမလုပ်အောင်နော်စိတ်ကလေးခန္ဓာကိုယ်ကိုပြန်ကတ်အောင်လေ့ကျင့်နေရင်တရားအားထုတ်တာပဲလေ့ကျင့်သားရလို့စိတ်ကလေးဒီခန္ဓာကိုယ်ကိုဆွဆွမြဲမြဲကတ်သွားပြီဆိုရင်ကိုယ့်ကိုစိတ်ဝင်စားသွားပြီဆိုရင်အဲ့ဒါတမာတိဖြစ်တယ်လို့ခေါ်တယ်နော်အဲ့တော့ဒီစိတ်ဟာကိုယ့်ကိုလုံးလုံးအတိမတ်မပြုတ်ကြဘူးဆိုတာလူလည်းသိတယ်အဲ့တော့ကိုယ့်ကိုအတိမတ်ပြုသူတို့ကလူတွေတားကြီးစိတ်ကျင်တာပဲလူတွေကလေငါ့ကိုသူများကြီးစိတ်ကျင်တယ်သူများကကြည့်စိတ်ကျင်တယ်တို့မသူများကတော်တယ်လို့ချီးကျူးစိတ်ကျင်တယ်အဲ့ဒါကိုတားတောင်းတာတယ်သူများကဲ့ရမှာလေကြောက်တယ်သူများအမြင်မတော်မှာလေကြောက်တယ်ဗျာအဲ့တော့သူများချီးကျူးလို့တော့ခင်ဗျာဘာမှမဖြစ်သူများကဲ့ရင်ဘာဖြစ်မလဲဘာမှမဖြစ်လူတွေကမကြိုက်ကဲ့ရတာပဲသူတော်ကောင်းလို့နေပဲသူများကဲ့ရင်ကဲ့ရတာပဲဒါသိမဆန်ဘူးဗျာတပ်ပညုဘုရားရှင်ကြီးဆိုလို့ဘုန်းတော်အနန္ဒဉာဏ်တော်အနန္ဒကံတော်အနန္ဒလို့မထင်နဲ့သူ့ကိုလည်းအမျိုးမျိုးကဲ့ရတာလေမရှိလားရှိတယ်ကဲ့ရတာမဟုတ်ဘူးတခါလေဘုရားကိုတပ်ပြစ်နေတဲ့လူတွေအများကြီးပေါ်တယ်သူတို့ဒီဇာထဲမှာလည်းတွေ့တာပဲเนาะဒီကြောင်မောင်းနဲ့ဆင်ပြီးတော့တတ်တယ်လေးသမားတွေဆေလွတ်ပြီးတော့တတ်တယ်ဆင်နဲ့တိုက်ပြီးတော့
တတ်တယ်ဒါထင်ရှားတော့ပဲရှိတယ်ကျန်တဲ့တက်ရှင်စိတ်ပေါင်းနေတာလေအများကြီးရှိနေတယ်ဘာလို့လူတွေကလောလောဆယ်ကိုယ်စိတ်ပွားရေးကိုပဲအဓိကထားတယ်ကိုယ်စိတ်ပွားရေးထိလိုက်တယ်ဆိုရင်ရန်သူပဲငါစိတ်ပွားရေးထိလိုက်ရင်ငါရန်သူပဲအဲ့လိုယူဆကြတာဆိုတော့ဒီမစ္စမာရီတာကအဲ့ဒီဗြဟ္မဏဝါဒဆိုတာတော်တော်ဝါကြတယ်ကောင်းငင်လက်ညှိုးထိုးပြီးရောင်းစားတဲ့ဝါဒလူတွေရဲ့ဆင်းရဲခြင်းချမ်းသာခြင်းကကောင်းငင်ဗြဟ္မာကြီးကျင့်နှံ့မှုမကျင့်နှံ့မှုပေါ်မှာပဲဒီတယ်ဆင်းရဲတာဘာကြောင့်လို့ဆိုရင်ဗြဟ္မာကြီးမကျင့်နှံ့လို့ကြောင့်ချမ်းသာရင်ဘယ်အခါချမ်းသာမလို့ဗြဟ္မာကြီးကျင့်နှံ့ရင်ချမ်းသာမယ်အဲ့လိုတတ်မှတ်တယ်ဒီဗြဟ္မဏသူတို့ကိုသူတို့လည်းအမြတ်ဆုံးလို့တတ်မှတ်တာစင်းရင်ပြောရင်ခေတ်စကားနဲ့ပြောမယ်ဆိုအတော်ညစ်ပတ်တဲ့လူမျိုးအတော်ညစ်ပတ်တဲ့ဝါဒကြီးပေါ့ပြီးရင်သူတို့ကလည်းစက်ခွဲချလိုက်တာဒီသူတို့ပုံနာမျိုးပေါ့ပြမင်းမျိုးဒီတထေးသူကျဲမျိုးကုံတယ်မျိုးဆင်းရဲသားမျိုးအဲ့ဒီထဲမှာလည်းပဲဒီဗြဟ္မာကြီးကျေနှံ့ရေးအတွက်တောင်းပန်တဲ့မန္တန်တွေသူတို့ရှိတယ်ဗျမန္တရာတိုင်းပါတယ်အဲ့ဒါဆိုတော့သူတို့ဇာတ်မြင့်ဖြစ်တယ်သူတို့ပုံနာကတာဒီမန္တန်ကိုရွတ်ခွင့်ရှိတယ်ကျန်တဲ့လူတွေကရွတ်ခွင့်မရှိဘူးအဲ့တော့ဗြဟ္မာကြီးကျင့်နှံ့အောင်လုပ်ပေးပါဆိုရင်သူတို့ကိုဘောကပေးရတယ်နော်သိတော့မပြောချင်ဘူးရှင်ဖျားတို့ဘုရားဘာသာဘုန်းကြီးတရားဟောတယ်တပည့်တို့ဓမ္မပူဇာတွေပေးရတာပဲမဟုတ်ဘူးလားလို့ဒီမှာမတောင်းပါဘူးပေးချင်လို့ပေးတာပါနော်မတောင်းဘူးလို့ထင်တာပဲတောင်းရင်လည်းပေါက်သေးပေါ့ဗျဒါကတော့တစ်ပိုင်းပေါ့နော်အဲ့တော့ဗြဟ္မဏတွေကအဲ့လိုလှုပ်ရှားနေတာအခုဘုရားကတဖြည်းဖြည်းပြောပြလာဒီဓမ္မစကြာထဲမှာနောက်ဆုံးစင်းရှုံလို့ရှိရင်ဒီလူတွေရဲ့ဆင်းရဲခြင်းနဲ့ချမ်းသာခြင်းမှာဆင်းရဲတာကိုယ်လုံးတယ်မကောင်းမှုဆိုတဲ့အကြောင်းကြောင့်ဖြစ်တာချမ်းသာခြင်းဆိုတာလေကိုယ်လုံးတယ်ကောင်းသောကုသိုလ်ဆိုတဲ့အကြောင်းရှိလို့ဖြစ်တာဆိုတော့ဆင်းရဲနဲ့ချမ်းသာဟာအကြောင်းကြောင့်ဖြစ်တဲ့အကျိုးဘယ်သူမှဖန်ဆင်းလို့မရဘူးလို့ဘယ်လိုပြောလိုက်တာဒီဓမ္မစကြာကိုအချင်းချုပ်ပြောတဲ့အခါကျတော့ပထမဘုရားပထမဆုံးပထမဝါအတွင်းဓမ္မစကြာတရားဟောလို့အရိယာဖြစ်ရောက်နောက်အနတ္တလက္ခဏာသုံးတဲ့ဉာဏ်နာဖြစ်တဲ့ရောက်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေရောဆိုတဝါလုံးမှာယဟန္တာ60ဖြစ်ပါတယ်ဒီပြည်ကြီးပေါင်း60ထွက်တယ်နော်တို့ဖျားမလို့နတ်တွေရောလူတွေရောအော်တောင်းလဲစားတဲ့ဖွဲ့တယ်ဒါဆိုရင်ပထမတဝါလုံးပဲအရိယာတွေအရေးအတွက်အများကြီးဖြစ်မှာပဲလို့တော့တို့တော့မထင်နဲ့လူပြည်မှာတော့အဲ့ဒီမှတ်တမ်းစင်းရဘယ်လောက်ရှိတော့60ပဲရှိတာ60ပဲရှိတော့အဲ့ဒီဝါကြွမှာကဲမင်းတို့ဒီအသိတရားမင်းတို့ကိုယ်တိုင်ခံစားသိပြီးအရာ၄မျက်နှာအရာ၈မျက်နှာလှည့်ပြီးတော့သာနာပြုတ်လွတ်တယ်ဆိုတာပဲသာနာပြုတ်လွတ်တယ်ဆိုတာဘုရားအဆုံးအမသာနာတွေကိုနေရာခြေပြန့်တော့လိုက်ဟောကြလို့လွတ်တာပါအဲ့ဒီမှာရာဇဂိုပြည်မှာတာဝန်ကြတာအဲ့ဒီပြစ္ဆဝေကေ၅ဦးတွေကအငယ်ဆုံးရှင်အတ္တစီရယ်နော်အဲ့ဒီမှာသူနဲ့သွားတူတာကဥစ္စရသာနာတော်မှာဘုရားတပိသားရတဲ့မှာအများဆုံးလက်ရရန်ဖြစ်လာမဲ့ဥပ္ပဒိတ္တပြပိုက်နဲ့တွေ့တာဥပ္ပဒိတ္တပြပိုက်ကလက်ရန်ဖြစ်လာအောင်ဒီဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ဆိုတော့လူကြည့်လိုက်လို့ရှိရင်ဘယ်လိုပုဂ္ဂိုလ်ဆိုတာချက်ချင်းကိုသိတယ်သူအရေးကြီးမတရားတရားရှာရေးအတွက်ဆရာတွေအများကြီးနောက်ဆုံးဆရာဖြစ်နေသူသိသိဆရာကြီးရှိကိုရောက်တယ်သူ့ကြည့်နေရလဲဘာမှမဆိုင်ဘူးဒီသူလိုချင်တဲ့မတရားတရားနဲ့မဆိုင်ဘူးဆိုတာသိတယ်အခုရှင်အတ္တစိတ်နဲ့တွေ့လိုက်တဲ့အခါကျတော့ရှင်အတ္တစိတ်မျက်နှာကိုမြဲခံတယ်သူ့မျက်နှာအမတအေးချမ်းတည်ငြိမ်တာငြိမ်သွားပြီတည်ငြိမ်သွားပြီတဲ့ဘာလို့တည်ငြိမ်သွားလဲကြီးလေးနဲ့တည်ငြိမ်သွားပြီဆိုတာဘာလို့တည်ငြိမ်သွားလဲကျွန်တော်ဈေးရောက်တဲ့လူတွေပေါ့နော်ဒီနေ့ညနေဈေးသိမ်းတော့မျက်နှာကကြီးလို့တော်တော့ကိုပြုံးရွှင်နေတီဖြစ်သွားပြီဘာလို့လဲဆိုသူရသွားပြီနေတက်ကြိုက်သွားပြီနော်သူတက်ချေကြိုက်သွားရင်လူတွေကတည်ငြိမ်တာပဲအဲ့တော့ရှင်အတ္တစိတ်နဲ့ဟာသူကတကယ်အလိုအဆုံးဖြစ်တယ်မတရားတရားသူ့မှာရှိနေပြီလို့ဆုံးဖြတ်လိုက်တာရဟန္တာဆိုတာအဲ့လိုမြင်လာတဲ့ကိုသူများရဟန္တာလို့သိရတာ
အဲ့လိုဗမာပြည်မှာမိုးချိုးပစ္စည်းယဟန္တာတွေတအားပေါ်နေလို့ပြောတာနော်အဲ့ဒီမိုးချိုးကျင်ရင်တော့ဘုရားယဟန္တာမဟုတ်ဘူးဟုတ်လို့ကျင်တော့မိုးချိုးကျင်စရာမလို့သူ့မြန်ရှိရုံနဲ့ကိုအေးတက်ကြီးအလွတ်လို့ကုတော်တာအဲ့တော့ရှင်သာရိပုတ္တရာလောင်းပေါ်လေဥပတိတ္တပြပဲကလည်းတွေ့တယ်ဒါပေမဲ့သူကအလိုက်ကျန်းစိတ်သိတယ်ပညာရှိပဲသူကနော်စင်ကျင်ဟာဒါသူစွတ်ကန်နေတဲ့ချိန်ငါသူကမတရားတရားကိုတော့တော်တော်ကမန်းကထမ်းလိုချင်နေတာမှန်ပေမဲ့ဒီဟာအချိန်မဟုတ်ဘူးရှင်ရစီရဟန်းခါနဲ့တိုက်နောက်ရောက်ခါပြီးတော့မလမကငါလိုက်နေအနှောက်အယှက်ပြအောင်မလိုက်ဘူးအဲဒီရဟန်းကဒီစွန့်ခံလို့အပြင်းမဲ့အတွက်ဆုံးဖုံးပေးတဲ့ဒီစောင့်ကြည့်တယ်ဆုံးဖုံးပေးပြီးတော့မှအရှင်မြတ်ရဟန္တာဖြစ်ပြီးပေါ်လာလို့မမေးဘူးမေးစရာလည်းမလိုဘူးသူ့အသိဉာဏ်ကအဲ့လောက်မနေဘူးမြင်တာနဲ့သူဆုံးဖြတ်ထားပြီးသားနော်ကျတော့ဗမာပြည်သားဗုဒ္ဓဘာသာတွေသိဖို့ပြောတာခဲတော့ရဟန္တာပဲပြောတိုင်းယုံနေလို့ပြောတာနော်ပြောမှသိရမယ်ရဟန္တာကလည်းသိတဲ့လူကလည်းရဟန္တာကိုသိနိုင်တဲ့ဉာဏ်မရှိဘူးနော်ပြောနေတယ်ဆိုရင်လည်းဗျာရဟန္တာမသိဘူးသူကတန်းပြီးတော့မေးတာပဲအရှင်မြတ်ရဟန္တာဖြစ်ပြီးသားလို့မမေးဘူးအရှင်ဘုရားဘု து တပည့်ခန္ဓာလေပြီးတော့တရားအားထုတ်တာလေအရှင်ဘုရားဆရာကဘာတွေများဟောတယ်အဲ့လိုပြောတာနော်အဲ့တော့ဆရာအသက်တွေကရိုးပါတယ်ရဟန္တာတွေကသိပြီးတော့ကြီးကြီးကျယ်ကျယ်တွေပါမရှိပါဘူးနော်တို့ကဒီဘုရားရဟန်းအစစ်အဖြစ်ရောက်တာဒီတဝါတဲ့တို့ဆရာဘုရားကမနေ့ဟိုဒီဓမ္မစကြာနဲ့အနတ္တလက္ခဏာတုတ်ပဲဟောတာလားအဲ့ဒါငါတော်တော်လေးပဲသိတယ်အဲ့ဒီဟောတဲ့စကားလုံးတွေကိုတပည့်တော်သိကျင်တာမဟုတ်ဘူးတဲ့အရှင်ဘုရားတို့ကိုဘယ်လိုခံယူအောင်ဟောတယ်ပဲအဲ့ဒါပဲသိကျင်တာခံယူချက်ပဲသိကျင်တာအဲ့ဒါတော့ဗာယေဓမဟေတုပပ္ပဝါဧတံဟေတုံတထကတောအာဟာယေဓမချင်းဆင်းရဲခြင်းသို့မဟုတ်ဆင်းရဲချုပ်ငြိမ်းခြင်းဆိုတဲ့တရားတွေရှိပါတယ်လောကမှာတရားဟာ2မျိုးရှိပါတယ်2မျိုးပဲရှိပါတယ်ဆင်းရဲနေတဲ့တရားနဲ့ဆင်းရဲငြိမ်းနေတဲ့တရားဘယ်နှခုရှိတော့2ခုရှိတယ်ဧတံဟေတုံတထကတောအာဟာအဲ့ဒီတရား2ခုတို့ဟာအကြောင်းကြောင့်ဖြစ်တာဆင်းရဲတာမှာလည်းပဲဆင်းရဲခြင်းရဲ့အကြောင်းရှိလို့ဆင်းရဲတာလို့ဘုရားဟောတယ်တဲ့အဲ့တော့ဓမ္မစကြာဖတ်ဖို့ရဖို့တဲ့လူတွေရှိရင်သိပါတယ်ဆင်းရဲတယ်ဆိုတာဒုက္ခသစ္စာပဲအဲ့တော့သူရဟာဘာကြောင့်ဖြစ်လို့ဆိုရင်တဏှာသမုဒိယဆိုတဲ့အကြောင်းရှိလို့ဖြစ်တာအဲ့တော့ဆင်းရဲခြင်းကိုလည်းဟောတယ်ဆိုတာဒုက္ခသစ္စာကိုလည်းဟောတယ်ဆင်းရဲခြင်းရဲ့အကြောင်းကိုဟောတယ်ဆိုတာကသမုဒိယသစ္စာလည်းဟောတယ်နော်ပြီးရင်ဆင်းရဲငြိမ်းရာကိုလည်းဟောတယ်အဲ့ဒါပါတော့မျိုးကသစ္စာလို့ခေါ်တယ်နိဗ္ဗာန်လို့လည်းခေါ်ပါတယ်နော်ပြီးရင်အဲ့ဒီဆင်းရဲငြိမ်းမှုကလည်းပဲဘယ်တကုရှင်နဲ့မှမဆိုင်ဘူးဘာလို့ဆင်းရဲငြိမ်းချောင်းအကျင့်ကိုကျင့်လို့ဆင်းရဲငြိမ်းချောင်းအကျင့်ကဘာလဲမေတ္တာသစ္စာခေါ်တယ်နော်ဘာသစ္စာခေါ်လဲမေတ္တာအဲ့ဒီသစ္စာလေးပါးကိုကြည့်ပြီးတော့တူတူလေးဖြေတာယေဓမဟေတုပပ္ပဝါတေတံဟေတုံတထကတောဟာအာဟယေဓမအကျင့်ဆင်းရဲခြင်းနဲ့ဆင်းရဲငြိမ်းခြင်းဆိုတဲ့တရားတို့ဒီလောကနဲ့တန်တိရှိကြပါတယ်နော်တေတံထိုဆင်းရဲခြင်းဆင်းရဲငြိမ်းခြင်းတို့ဤဟေတုအကြောင်းတရားကိုလည်းဟောပါတယ်ဆင်းရဲခြင်းကိုလည်းဟောတယ်ဆင်းရဲငြိမ်းခြင်းကိုလည်းဟောတယ်ဆင်းရဲခြင်းရဲ့အကြောင်းကိုလည်းဟောတယ်ဆင်းရဲငြိမ်းခြင်းရဲ့အကြောင်းကိုလည်းဟောတယ်လို့ပြောတာဒါသစ္စာလေးပါးကိုဟောတယ်လို့ပြောတာပဲတူတူကျုပ်ကတော့အကြောင်းကြောင့်အကျိုးဖြစ်တယ်လို့ဟောတာဗုဒ္ဓဘာသာအနှစ်ချုပ်ကပါတယ်လေအကြောင်းကြောင့်အကျိုးဖြစ်တယ်ဒီတော့ဧဝဝါဒီမဟာသမရောတဲ့ငါဆရာတင်ပြီးတော့ရှင်းတတ်တဲ့ပုဂ္ဂိုလ်ကဧဝဝါဒီအဲ့လိုဝါဒရှိပါလေလို့ပြောတာနော်အဲ့တော့တဲ့ကြောင့်ဗုဒ္ဓဆိုတာဘာသာမဟုတ်ဘူးဗုဒ္ဓဆိုတာဘာလို့သာသနာလို့ခေါ်တယ်ဝါဒပေါ့ဆိုတာဗဇက်ကစကားပြောတာဒါပေမဲ့ဘုရားတို့ပြောတဲ့စကားဟာလူတွေကိုဆုံးမခြင်းနဲ့မကင်းလို့ပါဠိစကားလုံးတခြားဝါဒတခုနဲ့သာသနာလို့ခေါ်တာနော်သာသနာဆိုတာဘုရားပြောတဲ့စကားဘုရားပြောရဲ့ဝါဒပဲဒါကြောင့်ဗုဒ္ဓဘာသာမရှိဘူးဘာသာရှိတော့ဗုဒ္ဓဝါဒသာရှိတယ်ဒါကပင်ရမူလဗုဒ္ဓဘာသာကအဲ့ဒါပဲဗုဒ္ဓဘာသာကလောကသင်္ကေတအပြင်ခေါ်တာဗုဒ္ဓဘာသာမရှိဘူးဘုရားကဗုဒ္ဓဘာသာကိုတည်ထောင်ခဲ့တာလည်းမဟုတ်ဘူး
ဗုဒ္ဓသာသနာလို့ခေါ်တဲ့ဗုဒ္ဓအဆုံးအမကိုဟောပြောခဲ့တာတော့ပါလားအဲ့တော့အကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတော့ဘုရားလောကကြီးထဲမှာအခုနဗြဟ္မဏတွေသက်ရှင်စိတ်ပေါက်လာအောင်ပြောလိုက်တဲ့စကားလုံးကအဲ့ဒါပဲအကြောင်းကြောင့်အကျိုးဖြစ်တာกว่าလို့ပြောလိုက်တဲ့ဖြစ်ဘာဖြစ်သွားဆိုတော့သူတို့ကောင်းငင်ဈေးကွက်ကြီးတစ်ခုလုံးပြတ်သွားတာဘာကြီးပြတ်သွားတော့ကောင်းငင်ဈေးကွက်ကြီးကောင်းငင်ကဗြဟ္မာကြီးကိုလည်းညှိုးထိုးပြီးတော့ကျင့်နှစီငါတို့သူကျင့်နှအောင်ပြောပြမယ်လို့လောက်တာစားခွက်ကြီးပျောက်သွားပြီအဲ့တော့ဘုရားကိုဘာလို့သူတို့မုန်းကြလို့ဆိုအဲဒီဗြဟ္မဏတွေဘာလို့ပုံလို့ဆိုဘယ်လိုပြောမလို့ဆိုတော့အခုကာလစကားနဲ့ပြောမှဆိုစခွက်ပြောက်မှုကြီးပါပဲเนาะဘာမှုကြီးတော့စခွက်ပြောက်မှုကြီးတယ်မုန်းကြတာပေါ်သေးသေးလေးမထင်နဲ့ဆရာတော်ရှိဝဋ္ဌာတော့ပြောတယ်သူတို့ဗုဒ္ဓဘာသာတွေကအကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတဲ့စကားလုံးတွေကကြားဘူးနေရဆိုတော့ဘာမှမဟုတ်ဘူးလို့ထင်တာတဲ့ဘုရားစပွင့်တဲ့ကာလကဒီစကားလောကထဲမှာကြားရတာတော့ဒီဗြဟ္မဏဝါဒအပြင်ဘုရားနဲ့ဖြစ်ပြန်ခိုင်းစာကြီးလည်းရှိပါတယ်ဝါဒတွေအများကြီးရှိပါတယ်သူတို့ဘာသာရေးလောကကြီးလို့ခေါ်တော့ဘာသာရေးလောကကြီးတစ်ခုလုံးအတွက်တော့တကယ်အကြီးမားဆုံးအနုမြူဘုံကွဲမှုကြီးပဲเนาะဘာလို့ဆိုတော့သူတို့အကုန်လုံးရဲ့စကွက်တွေပျောက်ကုန်နေတာတကယ်တော့မပျောက်ဘူးဗျเนาะဘုရားပြောတဲ့အတိုင်းဆိုလို့ရှိရင်ကောင်းတာလုပ်ရင်ကောင်းတာရမယ်ဆိုရင်သူတို့ကကောင်းတာလုပ်စားခြင်းလေဆိုရင်တော့မပြောက်ပါဘူးเนาะတကယ်ကိုလုံးမစားကြည့်ဘူးမနဲ့ခုနမရှိတာကိုလည်းညှို့တို့ရောင်းစားနေတဲ့ပုံကိုယ်တွေတော့တကယ်စခွက်ပြောက်တာပေါ့ရှိတာတွေသိလာလေမရှိတာတွေနဲ့ညားနေတဲ့လူတွေပဲစခွက်ပြောက်တွေကိုဖြစ်တာပေါ့เนาะအဲ့တော့ပထမဆုံးကဘာသိရမလဲဆိုရင်အရှိကိုသိရမယ်เนาะအဲ့တော့ခန္ဓာကိုယ်ရဲ့အရှိကိုပို့ခဲ့နဘေးကိုရောက်ပြီဗျာဒီသတိပဋ္ဌာန်ဒီနေ့တော့စမှာပြောမယ်เนาะအဲ့ဒီကျတော့ဒီသမာဓိမဲ့ခင်၃ခုပေါ့တတိဥစည်းတဲ့သမာဓိမဲ့ခင်ကရှိတာကိုသိရမှာဆိုတော့ရှိတာဘယ်မှာရှိတာကိုသိရမှာလဲခန္ဓာကိုယ်ရှိတာကိုသိရမှာခန္ဓာကိုယ်ရှိတာကိုသိရမှာသိတဲ့တရားလေးကိုပညာလို့ခေါ်ပါတယ်เนาะပညာကသူ့ကြည့်တော့ဖြစ်လို့မရဘူးဘာလို့ပြီးတော့ဖြစ်စိတ်ကိုပြီးတော့ဖြစ်ရတယ်ဘာလို့မရတာပညာကိုအဘိဓမ္မာမှာပညာစေတသိက်လို့သုံးပါတယ်စိတ်ကိုပြီးဖြစ်တာဒီမိအတွင်းထဲမှာဒီပညာအတိလေးပေါ်လာဖို့ဆိုရင်ဒီပညာကဘာကိုမြင်ရမှာလဲစိတ်ကိုမြင်ရမှာဆိုတော့သူမြင်ရမယ့်စိတ်လေးကဒီခန္ဓာကိုယ်ထဲကိုပြန်ကပ်လာမှာသူ့မှာမြင်လို့ရမှာမြင်စရာစိတ်ကမှခန္ဓာကိုယ်မကပ်ဖက်နဲ့ဒီပညာလည်းမြင်ပြီးတော့ဖြစ်လို့မရအမြင်မရှိဘဲနဲ့သူ့ကြီးထပြီးတော့ဖြစ်လို့မရဘူးသဘောပေါက်တယ်နော်အဲ့တော့ဒီစိတ်လေးကိုပထမဆုံးခန္ဓာကိုယ်ပြန်ကပ်အောင်လုပ်ရတယ်လို့ဆိုတော့ခန္ဓာကိုယ်မှာစိတ်ကပ်လာအောင်လုပ်နိုင်တဲ့ထင်ရှားတဲ့နေရာဘုရားက၄နေရာရှိပါတယ်အဲ့ဒါတတိအလုံးလုပ်ရမယ့်နေရာ၄နေရာဖြစ်လို့သူ့တတိပဋ္ဌာန်၄ပါးလို့ခေါ်ပါတယ်ဘာလို့တတိပဋ္ဌာန်၄ပါးဆိုတာတတိပြထမ်းပြီးတော့တနည်းအားဖြင့်တတိပဋ္ဌာန်ကဥဆောင်ပြီးတော့အလုံးလုပ်ရမယ့်နေရာ၄နေရာအလုံးလုပ်ရမယ့်နေရာဘာလုပ်မှာလဲဆိုတော့စိတ်လေးခန္ဓာကိုယ်ကတ်လာအောင်အလုံးလုပ်ရမယ့်နေရာ၄နေရာပေါ့ပထမဆုံးသင်္ချာတော့အပြည့်မဲ့ကဒီ body လို့ဆိုတဲ့ကာယကြီးပဲအဲ့ဒီကာယကြီးကလည်းထင်ရှားတယ်ဘာလို့အကျဉ်းချင်းကာယကြီးကထင်ရှားတယ်အဲ့တော့အဲ့ဒီကာယကြီးမှလည်းပဲတတိကဒီစိတ်ကလေးကိုခန္ဓာကိုယ်ကတ်လာအောင်လုပ်လို့ရတယ်အဲ့ဒါဆိုရင်သူ့ကိုဘာလို့ခေါ်တော့ကာယ ानु ပတနာဘာလို့ခေါ်တော့ကျန်တာကတော့ဒုတိယထင်ရှားဆုံးကတော့ဘာလဲဆိုတော့လူတွေကအမြဲမပြတ်ထင်ရှားဆုံးကတော့ကျင့်တတ်တယ်နဲ့မကျင့်တတ်ဘူးဆိုတဲ့ခံစားမှုကအမြဲတမ်းထင်ရှားတာပဲเนาะလူမျက်နှာကြည့်လိုက်လို့ရှိရင်မျက်နှာနှစ်မျိုးပဲရှိတယ်လူတွေကဘယ်သူကလာတယ်ဘယ်သူကမလာတယ်ပြိုင်းနေတယ်ဘာမှမဆိုင်ဘူးကျင့်တတ်နေတဲ့မျက်နှာနဲ့မကျင့်တတ်နေတဲ့မျက်နှာပဲကျင့်တတ်နေတဲ့မျက်နှာဆိုရင်ပြောလို့ရှိတယ်ပဲအမြဲကျင့်တတ်တဲ့မျက်နှာအမြဲလာတယ်မကျင့်တတ်ဘူးဆိုရင်မလာဘူးဘလောက်ရုပ်ချောနေနေမကျင်မနာဖြစ်နေတဲ့အချိန်မှာမလာဘူးเนาะကျင့်တတ်နေလာတာပဲအကြည့်တန်နဲ့လှတယ်ဆိုတာမရှိဘူးကျင့်တတ်တာနဲ့မကျင့်တတ်တာဒီတစ်ခုပဲရှိတယ်အဲ့ဒါဆိုတော့ဒီခန္ဓာကိုယ်ကအပြည့်မဲ့ကိုကြည့်လိုက်ရင်လည်းအဲ့ဒါနဲ့မြင်ပါဗျာဒီစိတ်တွေကเนาะအဲ့တော့အပြည့်မဲ့ထွက်လာ
ထွက်လဲနေဒီစိတ်ဟာဘာနဲ့တိုးနေလဲအပြင်မဲ့ကိုထွက်ကြည့်လိုက်ရင်သူဘာတွေနဲ့တိုးနေလဲအပြင်မဲ့ကိုထွက်စီဆိုအပြင်မဲ့လောကကြီးကိုစိတ်ကူးလိုက်ရင်ဘာတွေတွေ့နေမလဲဆိုရင်ကျင့်တတ်စရာမကျင့်တတ်တာတစ်ခုခုနဲ့တွေ့မှာပဲကျင့်တတ်စရာနဲ့တွေ့ရတဲ့ဒီကျတော့ပရမတ္ထနေတဲ့ကုမာဆိုတော့ပရမတ်စကားလေးနည်းနည်းပြောရမှာပေါ့နော်အဲ့တော့ကျင့်တတ်စရာနဲ့တွေ့တာနဲ့ပရမတ္ထအရင်လို့ဆိုရင်ဘာဖြစ်မလဲလောဘဖြစ်တယ်ကျင့်တတ်စရာနဲ့တွေ့ရင်လောဘဖြစ်တယ်ဆိုလိုချင်တာပေါ့နော်အခုလည်းဈေးထဲသွားရင်ကြည့်ပါလားအထည်လေးလှလာမယ်တူတူလက်ဝတ်စားလက်စားလေးတွေတူတူကျင်းနှံစရာလေးဟဲ့ဆိုရင်ဘာဖြစ်လို့လိုချင်တာပဲအဲ့တော့အပြည့်မှာထွက်လေကျင်းနှံစရာနဲ့တွေ့ရင်လိုချင်တယ်ဆိုတော့လောဘကိုအခြေခံပြီးတော့လောဘဥဆောင်တဲ့ကိလေသာတွေဇက်တိုက်ဖြစ်နိုင်တယ်မထိန်နိုင်ဘူးဆိုအဲ့ရနေပြီးတော့လိုချင်တာမထိန်နိုင်လို့ရှိရင်မရတဲ့အနေနဲ့ခိုးမယ်လူမယ်ရိုက်နေမယ်တိုက်ခိုက်မယ်ဒါတွေဖြစ်သွားနေတာပေါ့နော်အဲ့တော့ကျင့်နှံ့စရာလို့မြင်လိုက်တာနဲ့ခဏလောဘဥဆောင်တဲ့ကိလေသာတွေဖြစ်မယ်မကျင့်နှံ့စရာလို့တွေ့ရင်ဒေါသဥဆောင်တဲ့စိတ်တွေဖြစ်လာပြီဆိုတာဘယ်လိုစိတ်တွေပေါက်သွားလဲဒါခင်ဗျားတို့ဗမာပြည်သားတွေအကုန်လုံးသိနေတာဗျာတတ်ချင်စိတ်ကိုပေါက်လာပဲဗျာဘယ်လိုမှမတတ်နိုင်လို့တော့ကြည့်နေရတာဟုတ်တယ်မလားအဲ့ဒါဆိုရင်ဒီဒေါသဥဆောင်တဲ့ကိလေသာအနေနဲ့ဒုစရိုက်တွေကတန်းစီလိုက်တာအဲ့ဒါကိလေသာတွေတန်းစီလိုက်နေတယ်ဗျာညာအတွက်နေရမရှိဒီစိတ်ခေကတစ်ချိန်မှာတစ်မျိုးပဲဖြစ်တာနော်ကိလေသာတွေလွှမ်းမိုးနေတဲ့အချိန်မှာညာကအနာနာကတ်လို့မရဘူးကိလေသာတွေကဘယ်ချိန်မှာလွှမ်းမိုးနေတော့ဆိုရင်အပြင်မှာထွက်ပြီးတော့ဒီစိတ်လေးအပြင်ထွက်လဲနေရင်လွှမ်းမိုးတယ်အဲ့လိုဆိုရင်အပြင်မှာထွက်လဲနေတဲ့အချိန်မှာဒီညာကဒီစိတ်ကကတ်လို့မရဘူးသဘောပေါက်တယ်နော်အဲ့တော့ပထမဆုံးကိလေသာတွေနဲ့ဝေးအောင်ဖြတ်ဒီစိတ်ကကိလေသာဝေးပြီးတော့ဘာလုပ်အောင်လို့ခန္ဓာကိုယ်ကိုကတ်လာမှအဲ့ဒီကြောင့်မှညာအတွက်ကတ်စရာလေးရှိရမှာနားရလားအပြောင်းလဲဆိုတာအဲ့ဒီမကောင်းတာတွေကိုအရင်ဖယ်ပြနေမှာပြောင်းလဲလို့ရတယ်မကောင်းတာတွေမပြောရင်လည်းခက်ပြောင်းနေတယ်မရဘူးနော်စိတ်လေးမှာအတွင်းမကတ်သေးဘဲနဲ့ဘယ်ညာမှအနာနာကတ်လို့မရဘူးအဲ့တော့ပထမဆုံးအားထုတ်ရမှာအဲ့ဒါပါပဲနော်ဒီစိတ်ကြီးတတိဥဆောင်ပြီးတော့စိတ်လေးနဲ့တတိလေးနဲ့ကပ်ပြီးတော့ဝိရိယကကြိုးစားပေးရတယ်ဘာလဲဆိုတော့သူ့အတွက်ခန္ဓာကိုယ်ကပ်ပွေရအတွက်နေရာတနေရာသတ်မှတ်ပေးရတယ်အဲ့တော့နေရာအကျမ်းပြားပြန်ဆိုတော့ဒီကာယဒီခန္ဓာကိုယ်ကြီးလို့ပြောတယ်နော်ဒီခန္ဓာကိုယ်ကြီးထဲမှာတကယ်တိတိကျကျပြောနိုင်တဲ့ထင်ရှားတဲ့နေရာအဓိကနှစ်မျိုးရှိတယ်ဗျပထမဆုံးကတော့ဝင်လေထွက်လေရှူနေတာနော်ဝင်လေထွက်လေရှူနေတာကမထင်ရှားလို့မရဘူးအဲ့ဒီဖြစ်စေနိုးဒီဖြစ်စေမပြအလုပ်လုပ်နေတာလဲခန္ဓာကိုယ်တစ်ခုလုံးပဲဘာလို့ဆိုရင်ဒီဝင်လေထွက်လေရှူရှင်းဆက်ရှင်းပဲအဲ့ဒါကထင်ရှားတယ်အထင်ရှားဆုံးနေရာကိုကတ်တာထင်ရှားတာကသင်ပြလို့လွယ်တယ်ဟာတာပဲกว่าလို့ဆိုရင်နော်ထင်ရှားတာဆိုတော့ပါလေဝင်လေထွက်လေရှူရဲဆိုင်တယ်ဆိုတာဒီနှာသီးပြားလေးနဲ့ပါနော်နှာသီးပြားလေးကဝင်လေကိုရှူသွင်းတယ်ဆိုင်သွင်းတယ်ရှူထုတ်တယ်လို့လုပ်တယ်ဒီကလည်းရှူသွင်းတယ်ဆိုင်ထုတ်တယ်အဲ့ဒီဝါဒကရေးမကြည့်ဝင်ငွေဝင်တယ်ထွက်လေထွက်တယ်ဒီလုတ်ကိုမှန်မှန်လုပ်နေအဲ့ဒီနေရာလေးမှာအဲ့ဒီနေရာလေးကိုအလုတ်လို့ရဌာနလေးဖြစ်နေသတ်မှတ်လိုက်ပေါ့အလုတ်လို့ရဆိုအလုတ်လောက်တာကိုကာမလို့ခေါ်ပါတယ်နေရာလေးကိုဌာနကမ္မဌာနဆိုတာအဲ့ဒီဟာနော်အလုတ်လို့တဲ့နှာသီးပြအဲ့ဒီဌာနလေးပေါ်မှာဒီစိတ်လေးကတ်လာအောင်လောက်ရတာအဲ့ဒီကတ်လာအောင်ဆိုတာဒီနေရာလေးစိတ်ပေါ်မှာစိတ်လေးအထိုင်ချလာအောင်လောက်ရတာအဲ့ဒါကိုကမ္မဋ္ဌာန်းထိုင်နေလို့ခေါ်တာနော်ကမ္မဋ္ဌာန်းထိုင်တာဆိုတာဒီကျမ်းပြင်ပေါ်ဒီလိုတင်မကြီးချပြီးတော့ထိုင်တာပြောတာမဟုတ်ဘူးကာမအလုတ်လို့ရပြတဲ့ဌာနနေရာပေါ်မှာဒီစိတ်လေးကိုမတော့အထိုင်ကြလာတော့အဲ့တော့ဒီစိတ်လေးကိုဒီနှာသီးပြားလေးမှာထားပြီးတော့တခုခုမတင်မနဲ့မရဘူးဗျစိတ်ဆိုတာသိစရာအရုံတခုရမှာဆိုအပြင်မှာလျှောက်တည်လို့မြင်ဘူးဆိုရင်အတွင်းရောက်ရင်လေသူ့ကိုသိစရာလေးတခုအလွယ်ဆုံးမှစပြရတယ်ဘာလဲဝင်နေထွက်ရင်ထွက်တယ်အဲ့လိုပဲသိတယ်အဲ့ဒါလေးပဲသိတယ်
ဒါတော့လွယ်တာပဲနော်အဲ့တော့အနောက်ကစတင်တယ်ခက်ကြီးကစမတင်တဲ့တရားကိုနားလားဒီခါကြီးတော်ကြီးအားထုတ်တယ်ခက်တာတွေကိုနဲ့မဆိုင်မမေးနဲ့ဘာမှအသုံးမကျဘူးဒီနေရာမှာအသုံးကျရင်ကြောက်ပြီကိုယ့်အတွက်အသုံးမကျဘူးဇာရပါရတွေအသုံးကျသလားလို့အသုံးမကျဘူးလားလို့မေးတယ်ဇာရပါရတွေအသုံးမကျဘူးလို့ပြောဘူးကိုယ့်အတွက်တော့ဇာရပါရတွေအကုန်လုံးကဘယ်လိုမှအသုံးမကျဘူးဘယ်ဖះလက်ထက်ကလည်းဖះကလွယ်လို့ရှင်သာရိပုတ္တရာတောင်ဖះဟောတဲ့ဟာတွေအကုန်လုံးမသိနိုင်ဘူးကျန်တဲ့ပုဂ္ဂိုလ်တွေဆိုဒီပထမဆုံးစောစောပြောတဲ့ပထမဝါအတွင်းမှာဖြစ်သွားတဲ့ရဟန္တာ၆ကြီးကဒီပိဋကသုံးကိုကြီးကြားတော်မကြောက်ဘူးသုတ္တံမှာဓမ္မစကြာနဲ့အနတ္တလက္ခဏာတို့ဒီနှစ်သုံးလောက်ပဲဈာထဲမှာသစ္စကသုတ်တို့ဘာတို့ဒီအဋိတပရိယာယသုတ်တို့ဘာတို့ကဝါကျွတ်မှာယသိဉာဏ်ရှင်ထောင်တို့ဒါမှအဋိတပရိယာယတို့ဘာတို့လေမိဘုံကြီးဥပမာတို့ဘာတို့ရောက်လာတာဝါတော့မှာတော့အဓိကပဲလဲတပည့်ဆက်ရာနဲ့အနတ္တလက္ခဏာသုတ်ဓမ္မစကြာပြင်ပိဿဝိငါဟုလို့သောတာပန်ဖြစ်တယ်အနတ္တလက္ခဏာသုတ်ရောက်တဲ့အခါကျတော့ကျန်တဲ့အထက်မဲ့ဖို့အစဉ်စဉ်နဲ့ဘာတွေဖြစ်ကုန်တော့ရဟန္တာတွေဖြစ်ကုန်တာပဲအဲ့လောက်ပဲသိပြီးတော့ရဟန္တာဖြစ်တာနော်ရှိတာတွေအကုန်လုံးသိဖို့မဟုတ်ဘူးကိုယ့်အတွက်အသုံးကျတာသိဖို့ပါပဲနော်အဲ့တော့ဒီစိတ်လေးဒီမှာပဲမှတ်ခမ်းလိုက်ပါဝင်နေထွက်ရထွက်တယ်သင်ရတာလည်းလွယ်လေးပါကလေးကြောင်းထားကြလို့ပေါ့နော်ဒါပဲကာယခါဝေကာယငါတော့ပဲတင်ထားပါအဲ့ဒါပဲဆိုတော့သိမခဲဘူးပေါ့နော်ဘာမှမဟုတ်ဆိုရင်ကာယခါဝေပဲတင်ထားကာယနဲ့ခါဝေတော့အလို့ရနေအစာတင်ရတာဒီနေ့ကျောင်းကတင်တယ်ပါလဲကာယနဲ့ခါဝေအိမ်ရောတော့မင်းတက်ခဲ့လားတက်တယ်ဘာတော့ကာယနဲ့ခါဝေဟုတ်တယ်ဒီနေ့အတွက်သူလုံတော့တယ်သူတက်ပြီနော်အခုလည်းပဲဒီစိတ်လေးဒီနာထားတယ်သင်ပေးမှာဘာနဲ့သင်ပေးလို့ဝင်နေထွက်တယ်လို့ဒါသူပြန်သတ်ပြီနော်ဒါပေမဲ့ချက်ချင်းတော့မဟုတ်ဘူးဗျကျောင်းထားတဲ့ကလေးလိုပဲသူကဆော့ရတာပြောတာအပြမဲ့အပေါင်းအသင်းနဲ့နော်ကျောင်းနေရတာမပြောဘူးဆိုတော့ကျမ်းစာကမလို့ဒါတော်မှမိဘတွေကသူ့အချောက်လေးအမြောက်လေးပါရယ်နော်ကျောင်းမှန်သွားရင်အဝတ်တတလေးပေးမယ်မုံပိုးပေးမယ်ပြည့်ရင်တော့ဟိုက်မယ်ဒုတ်တီတာဒီလိုပါပဲပညာရေးလောကမှာလို့ဘာသာရေးလောကမှာလည်းအစမယ်အဲ့ဒီအချောက်နဲ့အမြောက်ကမဖြစ်မနေလိုအပ်တယ်ဘာသာတိုင်းသုံးပါတယ်အချောက်နဲ့အမြောက်ဆိုတာငရဲနဲ့နတ်ပြီပါပဲနော်ဘာနဲ့ပါတော့ငရဲနဲ့မှန်ပြီမပြင်းမနဲ့တော့ပြင်းမရင်ငရဲကြည့်မယ်ဟုတ်လားယုံကြည်လိုက်ယုံကြည်ရင်ဘာဖြစ်တော့ကုသိုလ်တွေရမယ်နတ်ပြီရောက်မယ်အဲ့ဒါပဲတကယ်ပဲလူတွေကမကောင်းမှုတွေကိုငရဲကြည့်မှကြောက်လို့ရှောင်ရတာလားဆိုတော့ဘယ်လိုပြောငရဲကြည့်မှကြောက်လို့ရှောင်ရတာလားဟာလို့ငရဲကြည့်တယ်ငရဲဆိုတာရှိလားမရှိဘူးမလို့ဘူးဗျာရှိမရှိနော်ငရဲကြည့်တတ်တဲ့လောက်ဒီဒါဘာလို့ဆိုပထမဆုံးကြောင်းနေတဲ့မူရကံကြောင်းတာအတွက်ပေါ့ဗျာနော်အဲ့လိုပဲကလေးလိုပေါ့ပထမဆုံးကြောင်းပြောတော့ကြောင်းပြရင်ဒုတ်ကြည့်တာကြောင်းမှန်တဲ့မပိုးရမယ်ဒီနှစ်ခုဆိုသူ့အတွက်လုံလောက်တယ်ဘာပဲပြောလို့ကြောင်းမှန်သွားပြီကြောင်းမှန်သွားပြီဆိုရင်တော့ဒါအပြည့်သားရတာဒီဒုတ်ရှိလားမရှိဘူးလားလည်းရေးကြည့်တယ်မလို့ဘူးနော်မပိုးကတော့မှန်ရမှာပဲပြီးပါဆိုတော့နားလည်တော့ဒါပေမဲ့အဲ့ဒီကလေးဟာမူလတန်းလုံပြီးအလယ်တန်းရောက်ပြီဗျာကြောင်းမပြေဘူးမင်းဘာလို့မပြေတော့အဖေကဒုတ်ကြည့်လို့ပြောလို့ဒုတ်ကြောက်လို့ကြောင်းတက်နေရတာနားလားဒါမှမဟုတ်မုံမိုးရမယ်လို့ပြောလို့ဆိုတော့မုံမိုးကြရင်တော့ကြောင်းတက်နေရတာဆိုရင်အတန်းကသာအလယ်တန်းရောက်တာအတိအပဲမှရှိမူလတန်းကမတက်သေးဘူးဗျာကျွတ်ဘုရားတွေလည်းခုနကငရဲကြီးမှကြလို့အကုသိုလ်ရှောင်နေရဆိုရင်ဒါဘာသိလဲမူလတန်းဗျာနော်တကယ်မူလတန်းကလေးသိဒါကမကောင်းဘူးကဘလို့ရှောင်ရတာလို့ဥစ္စာကိုမေးဟာမကောင်းဘူးမကောင်းလို့ရှောင်ရတာရှင်းလေးပဲမကောင်းဘူးကဘာလို့မကောင်းလို့ရှောင်ရတာဘာမကောင်းတော့ဆိုရိုက်တာပေါ့ကွာသူများရိုက်တယ်မင်းရိုက်ခံကြည့်ပါလားကောင်းလားမကောင်းဘူးအေးမင်းမကောင်းရင်သူများလည်းမကောင်းဘူးအဲ့ဒါကြောင့်ဟိုရှောင်ရတာဆဲတာရောကိုယ်ဆဲထားရင်ကောင်းလားမကောင်းဘူးအဲ့တော့သူများဆဲရင်ရောအေးမကောင်းလို့ဆဲမှာမကောင်းလို့တယ်မကောင်းလို့တယ်ဟိုပပန်ရိုက်ထိုက်ရိုက်မှာပေါ့နော်မဖြစ်ဘူးလားအဲ့ဒါလောကကြီးကလူပြင်းနဲ့မတူဘဲနဲ့ရံပွဲကြီးဖြစ်နေမှာအဲ့လို
ငင်းချမ်းမှုအတွက်မကောင်းဘူးလားဘာလို့ရှောင်ရအောင်ဆိုမကောင်းလို့ရှောင်ရမှာပထမဆုံးကတော့ကိုယ့်ရဲ့အပြုမှုကိုခံရတဲ့ပုဂ္ဂိုလ်ကြီးမကောင်းဘူးအဲ့လိုမကောင်းတဲ့အတွက်ဘာလုပ်မလဲမကောင်းတဲ့အတွက်ဘာလုပ်မလဲလို့မကောင်းရင်ဘာဖြစ်လာမယ်ထင်တယ်လို့ဟာသူ့သွားရိုက်ရင်ကိုယ်ကလည်းချပါပဲကိုယ်လည်းပြန်ပြီးတော့အရိုက်ခံမှာမသိကြဘူးလားအဲ့ဒါမကောင်းဘူးလို့ရင်မကောင်းကျိုးပေးတယ်ဆိုတာအဲ့ဒါပဲလက်ငင်းလွတ်တယ်ပဲပြေးပြီးမှငရဲဦးတဲ့ကြားတယ်မကြဘူးတဲ့ကိုမဆိုင်ဘူးမျိုးရင်ခုဒီကဆဲထွက်တော့ပါလားပြည်သူကအကုန်လုံးဆဲကြည့်ပါလားဟောလာတရားကွယ်လုံးထွက်ပြီးတော့ဆဲနေတဲ့ဘက်ကကတော့ဒုနဲ့ဝိုင်းပြီးတော့ပြင်းမှာအဲ့ဒါသိအောင်မစောင့်အောင်တန်တိတိကောဆိုတာအဲ့လိုပဲမကောင်းမှုလို့ရင်မကောင်းလို့ကကိုယ့်စီကိုချက်ချင်းကိုပြန်ရောက်တာအဲ့ဒီအသိနဲ့ကိုမကောင်းဘူးကိုရှောင်ရတာကောင်းဖို့လည်းသူများအတွက်ကောင်းကျိုးတရားလို့သူများကိုကောင်းကျိုးဖြစ်စေလို့ဆောင်ရတာသူများကိုကောင်းကျိုးဖြစ်စေဘာဖြစ်မလဲကိုယ်ကဒီတရားတည်းရပြန်လာတယ်ဗျာထူးထူးဆန်းဆန်းလေးကိုယ်မိတ်ဆွေတင်ကားတွေကိုပြီးတယ်ကောင်းစေခြင်းလို့အဲ့ဒါသူတို့ကလည်းတခြားရက်တွေရောက်လို့ကောင်းတာလေးတွေဘာလဲအောင်တော့ယူလာပြီးကိုယ့်ကိုပြီးမှာပဲကောင်းမှုဆောင်ရင်ကောင်းကျိုးပေးတာအဲ့ဒါသိပြီးနောက်မှပေးတာတွေလည်းမဆိုင်ဘူးအခုကိုပေးဖို့ပေးရနော်သူတို့ကလေးတွေဆိုရင်ပိုသိတာပေါ့ဒီနေ့အိမ်ကမုံလေးပေးလိုက်တယ်ဆိုရင်တငယ်ချင်းတွေကိုဖဲ့ပေးရဆိုရင်နောက်တွေသူကလည်းသူပါလာတာကိုယ့်ကိုခွဲပေးမှာပဲအဲ့ဒါကောင်းတာပြီးရင်ကောင်းကျိုးရတာသိပြီးအောင်စောင့်ဖို့မလိုဘူးဘုရားကတန်ထိတ်ထိတ်ကောလက်ငင်းလက်တွေအခုသက်ရှိထင်ရှားရှိစဉ်ကာလအတွင်းကိုသိစေတယ်နော်အဲ့လိုမကောင်းမှုနဲ့ကောင်းမှုအဲ့လိုသိပြီးတော့ရှောင်ရမှာပေါ့နော်အဲ့ဒါကင်းလာပြီခုဘာဖြစ်လဲခန္ဓာကိုယ်စိတ်ကြီးခုနဝင်းရင်ဝင်တယ်ထွက်ရင်ထွက်တယ်လို့မှတ်တာပထမဆိုပြည့်တယ်ပဲကြားတော့လေဒီဟာလေးကိုအလေးကျင့်ရတော့မြဲလာပါတယ်မြဲတော့ဝင်တိုင်းဝင်တယ်ထွက်ရင်လည်းပဲထွက်တယ်လို့သိလာပြီအသိမြဲလာပြီသတိနဲ့မှတ်မှုမြဲလာပြီပေါ့နော်ရိတ်တာတွေမှာတော့အဲ့ဒါကိုအမှတ်စိတ်တယ်လို့သုံးတယ်ထင်ပါတယ်အမှတ်စိတ်တယ်ဆိုတာဝင်တိုင်းထွက်တိုင်းကြော်မသွားပဲနဲ့ခဏသိမ်းစစ်စစ်ဆက်ဆက်သိလာပြီဆိုရင်အဲ့ဒါတမာတိဖြစ်တယ်လို့ပြောတယ်ဘာလို့ပြောတော့တမာတိဖြစ်တယ်ဆိုတာအဲ့ဒီခြားတဲ့နေရာလေးပေါ်မှာစိတ်ကလေးတည်သွားပြီစူးစိုက်သွားပြီလို့သူတို့သုံးပါတယ်နော်အဲ့ဒါပထမဆုံးစပြီးတော့ဇံရတာပါပဲတဲ့ကောင်းမြင်ပြန်တာတွေကိုဇံလို့မထင်နဲ့ခြားတဲ့နေရာလေးစိတ်လေးစူးစူးစိုက်စိုက်တည်သွားပြီဆိုရင်အဲ့ဒါဘာဖြစ်တော့ဇံရတယ်စိုက်စိုက်စူးစူးအထူးမြဲမြံရှုအားတန်ဇံဟုတ်ခေါ်တဲ့လေဒီဆရာကြီးကနော်ဒီခြားတဲ့ကမ္မဋ္ဌာန်းအားလေးကိုမှစူးစူးစိုက်စိုက်ရှုမှတ်မှုမြဲသွားပြီအဲ့မြဲသွားတဲ့သဘောလေးကိုဘာလို့ဇံလို့ခေါ်တယ်ဒါပဲကတော့စူးစိုက်သက်ဝင်သွားပြီခေါ်သွားတာအဲ့တော့ဒီစိတ်လေးဒီခန္ဓာကိုယ်ကိုကြိုက်ရုံနေမဟုတ်ဘူးကိုယ့်ကိုစိတ်ဝင်စားသွားပြီလို့ပြောတာဘောပါလားစိတ်ဝင်စားရင်ဘာဖြစ်လဲဆိုတော့ခဏခဏပြောနေတာပဲနော်စိတ်ဝင်စားရင်ဘာလို့ဆိုတော့စိတ်ဝင်စားရင်ဈေးထဲမှာသွားတယ်ပစ္စည်းလေးတခုကတော်စိတ်ဝင်စားတယ်ဆိုရင်ပထမဆုံးဘာလုပ်မလဲဝယ်လိုက်မယ်လို့သွားမလို့နဲ့ခက်တော့ဂျင်းနဲ့ပြီးတော့မှာပေါ့နော်ဒါကဘယ်ရဖြစ်တာလဲဘယ်တော့ခိုင်ပါသလဲစူးစမ်းရတယ်ဘာလို့ရတော့စူးစမ်းရတယ်မစူးစမ်းမနဲ့သွားပြီးတော့မလုပ်လည်းမလုပ်ကြပါဘူးနော်အိမ်မှာအထယ်လောင်းဝယ်တော့မှဝယ်တယ်ပြောတယ်ဒါဟာသူကနှစ်တရားလို့ပြောတယ်တကယ်စမ်းကြည့်တော့တရားဟုတ်ကလားအကျန်280ကြီးများဖြစ်ပြီလားဒါစူးစမ်းပါပဲဒါသူ့အလုပ်ပဲဘာလို့သူကဒါဝယ်မှာဆိုတော့သူကကိုယ့်ဘက်ကစိုက်ထုတ်ရတော့မှာဆိုတော့စူးစမ်းမှဖြစ်တော့ပါဘောနော်စိတ်ဝင်စားလာရင်ဘာဖြစ်လို့စူးစမ်းရတယ်အခုတော့ဆိုတော့ဒီဝင်နေထွက်တယ်ဝင်နေထွက်တယ်နဲ့မှတ်ရင်ဝင်နေထွက်တယ်ဆိုတာအရာ30ကားဆိုတော့ပြင်းညတ်ပေါ့နော်အဲ့ဒီပြင်းညတ်လေးနဲ့မှတ်ရင်စိတ်ဝင်စားသွားပြီတမာတိဖြစ်သွားပြီဆိုတော့ငါစိတ်ကဒီနာသီးပြားလေးမှာဝင်နေထွက်တယ်ဝင်နေထွက်တယ်လို့မှတ်နေရတာဒါပေမဲ့တကယ်တော့ဒီနာသီးပြားဆိုတဲ့ကာယအကြည်လေးကရုပ်ကဘာမှသိတတ်တာမဟုတ်ဘူး
နော်အဲ့တော့လောကဝါဟာတွေဝင်နေထွက်တယ်သူမသိဘူးသူသိတာကဘာလဲဆိုတော့ကာယအကြည့်ရုပ်လားတာတွေ့ကြည့်တယ်ဖုဒ္ဓဘာယုံကိုသိတာဘာလို့သိရတော့ဝင်လေလေးဝင်လာရင်လေဝင်လေဝင်ရဒီနာသီရကိုလာထိတာပဲထွက်လေလေးတိုးထွက်လေနာသီရကိုထိတာပဲတကယ်မှတ်နိုင်တာကထိတဲ့သဘောလေးကိုမှတ်ပြီးတော့သိတာအဲ့ဒါဝင်နေထွက်တယ်ဆိုတော့ပညာကမရှိတော့ဘူးဘာလဲဝင်တိုင်းထွက်တိုင်းထိနေတဲ့သဘောလေးရထိတိုင်းသိနေတဲ့သဘောလေးရဘယ်လိုဆိုရင်ပညာဆိုတာမရှိဘူးလောကမှာတော့ထိသဘောလေးနဲ့သိသဘောလေးပဲရှိတယ်သဘောလေးပဲလို့ပေါ်လာရင်သဘောလေးကိုပါဠိလိုဓမ္မလို့ခေါ်ပါတယ်အဲ့ဒါလေးကိုဆက်ရှုရဓမ္မနုပဒနာဖြစ်တယ်ခုနကာယဝေဒနာစိတ်ကထင်ရှားတာရှိသလားအဲ့ဒီသဘောလေးဆိုတဲ့ဓမ္မနုပဒနာဆိုင်အောင်လို့ဓမ္မနုပဒနာဆိုင်မှာဝိပဿနာဉာဏ်ဖြစ်လို့ရတယ်ကျန်တဲ့ခန္ဓာနောက်တော့ပြောပါပါခံစားရတဲ့ဝေဒနာလေးပဲကျင်တတ်တယ်မကျင်တတ်ဘူးပူရအေးတယ်မှတ်ပါပညာပဲတုံးသူ့ပရမတ်ကိုပေါ်စီခြင်းသူ့ပညာကိုကန်ရတဲ့ကန်မှတ်ဒါပေမဲ့မှတ်ပါများတဲ့ခါကျတော့ကျင်တတ်တယ်ဆိုတော့လေခံစားနေတဲ့သဘောလေးပဲမကျင်တတ်ဘူးဆိုလည်းခံစားရတဲ့သဘောလေးပဲသဘောလေးပဲလို့သဘောလေးဆိုတာကိုသွားဆိုင်သဘောလေးလို့စိတ်ထဲမှာပေါ်လာလို့ရှိရင်အဲ့ဒါဓမ္မဖြစ်သွားတယ်အဲ့ဒီဓမ္မကိုဆက်ရှိရင်ဘာဖြစ်တော့ဓမ္မနုပဒနာနော်အခုကျတော့ဘာလို့ထိနေတဲ့သဘောလေးနဲ့သိနေတဲ့သဘောလေးပဲဝင်နေထွက်လို့ဆိုတာမရှိတော့ဘူးနော်မှတ်တယ်ဆိုတာလည်းမရှိတော့ဘူးအခုသိတယ်ဖြစ်သွားပြီနော်အဲ့တော့အဲ့ဒီထိနေတဲ့သဘောလေးကဘာလဲအဲ့ထပ်ပြီးတော့စူးစမ်းဖို့နော်ထိနေတဲ့သဘောလေးကဘာလဲဆိုတော့လေလို့ခေါ်တဲ့ဝါရောယုတ်နဲ့နှာသီးပြားဆိုတဲ့ကာယအကြည်ယုတ်ဒီယုတ်နှစ်ခုထိနေတာအဲ့ဆိုထိနေတာကဘာလဲဆိုရင်ယုတ်တရားလေးထိနေတာဆိုတာဘာလဲထိတဲ့သိနေတဲ့သဘောလေးကတော့အဲ့ဒီသိစရာအပေါ်မှာပြီးတော့မြွတ်လိုက်တယ်လို့သိတတ်တဲ့သဘောဆိုတော့သူ့ကိုနံလို့ခေါ်တယ်တကယ်တော့စိတ်လေးပါပဲเนาะဘာလို့ခေါ်တော့နံလို့ဒါလို့ရှိရင်ထိတဲ့သဘောကဘာတော့ယုတ်သိတဲ့သဘောကနံဆိုတော့လူတွေအသက်ရှင်ဖို့အတွက်ဘာနဲ့အလုပ်လုပ်လာလို့ဆိုရင်ယုတ်နဲ့နံနဲ့လုပ်တယ်လို့ဆိုဒီခန္ဓာကိုယ်ရေးမှာရောခြေလက်ခေါင်းစပင်ပါညာမျက်ခုံးမျက်လုံးဘာတွေနာမည်တတ်ထားတာတကယ်ရှိတာဘာနဲ့ပါလဲယုတ်နဲ့နာမည်လို့ပထမဆုံးတကယ်အရှိကိုသိလာတယ်အဲ့တော့ဆိုလို့ရှိရင်ဒီစိတ်လေးပညာတစ်ခုရပါတယ်ဒီခန္ဓာကိုယ်မှာဘာနဲ့ရှိတယ်ယုတ်နဲ့နာမည်ရှိတယ်အဲ့လိုဆိုရင်ဘုရားနာနဲ့ယုတ်ကိုလို့နာမရူပပရိစ္ဆေဒဉာဏ်နာနဲ့ယုတ်ကိုတယ်အဲ့ရုပ်နဲ့နာမည်ရှိတယ်လို့သိလိုက်တဲ့ဖြစ်ပထမဆုံးဘာစင်ကြယ်သွားလို့ဆိုတော့ငါသူတစ်ပါးဆိုတာလည်းပြောရုံပဲတကယ်ရှိဘူးအတ္တအသက်လိပ်ပြဝိညာဉ်ကောင်းပါညာဆိုတာလည်းပြောရုံပဲတကယ်အရှိမဟုတ်ဘူးတကယ်ရှိဆိုတာဗာလေရုပ်နဲ့နာမည်အဲကြောင့်ဒီအတ္တအသက်လိပ်ပြဝိညာဉ်ကောင်းဆိုတဲ့အစဉ်အလာအစွဲမှားအယူမှားတွေကင်းသွားတယ်အဲ့ဒါကိုဒီဝိတ္တုပ္ပိယဆိုရင်တော့ဒိဋ္ဌိဝိတ္တုပ္ပိလို့ခေါ်တယ်။ဟာလေဒိဋ္ဌိဆိုတာအယူအမြင်ဝိတ္တုပ္ပိဆိုတာစင်ကြယ်သွားတယ်။အမြင်စင်ကြယ်သွားတယ်။အမြင်စင်ကြယ်သွားပြီဆိုရင်မျက်စိတင်္ဂလာတော်ကင်းသွားပြီ။နော်။အဲ့ဒါဆိုလို့ရှိရင်ဆက်မြင်လိမ့်မယ်ကြည့်။တဏှာကြီးနည်းနည်းလေးပြောပါလေ။အဲ့ဒါမဲ့ဘာတော်နာပြင်းနေတနည်းကတော့ဦးဇင်းတောင်ကြီးအတွက်ရဲမှာပဲသူပြန်တော်မူခြင်းနာနှစ်ပတ်လေပွဲကြီးကနဲ့တပည့်နေတောင်းတန်ဃာတွေဆုရှိမြင်ပွဲဖြစ်လို့ဦးဇင်းသွားမှာအဲ့တရင်တော့ခဏနားမယ်လာမဲ့လာပြည့်နေတဲ့တရင်တော့နောက်ဆိုရင်တော့ဝါမကြုံရှင်းကောင်းမှာဝါကြလို့ရှိရင်ဓမ္မစကြာလည်းဆုံးသွားမှာလူတွေတမတ်တဖို့တောင်ရာကောင်းရသွားမှာမသိဘူးเนาะရလာတယ်ခေါ်တဲ့ပုံမှန်မရဘဲနဲ့ဒီလိုပေးရအမဟုတ်ဘူးခொနည်းကပြောခဲ့လို့ပဲเนาะဆက်ပြဝယ်ပြီးတော့ကြီးတွန်းတာဆက်ပြရောင်းတဲ့လူကဖူချင်မှဖူမှာပေါ့ကြီးကျွန်းရှင်းနိုင်တဲ့လူကအရင်ဖူမှာပဲအဲ့တော့ဖုန်းကြီးရဲ့လူနဲ့လည်းဖုန်းကြီးကအရင်တရားရမယ်လို့တော့မထင်နဲ့တွဲရမယ်
ဘယ်သူရနိုင်တော့ရဲပြောကျွတ်တို့ပါကစုနှစ်ပတ်ကြားတွေကဥပဒေနှစ်ခုရှိတယ်ဗျဖျားပြင်းညတ်တဲ့အဖဥပဒေလည်းရှိတယ်ဗျလူလောကဝိဇ္ဇာဆိုတဲ့အပြစ်တွေလည်းရှိတယ်အဲ့တော့လောကအပြစ်အပြစ်ရှိပဲကျွတ်တို့မှာတကယ်လို့မြတ်ပြန်လေးတပင်းနှုတ်မြင်တော့အပြစ်ရှိတာရင်တော့ငယ်တော့ဆရာကြီးဥရသိဟောနေပါတော့မြစ်ကောင်းကကုသိုလ်မြတ်ပြန်လေးတပင်းဆွဲပြီးတော့ငါမှအာပါကြီးနဲ့ပါလားဆိုအစွဲကြောင့်နှကားဖြစ်သွားတယ်ဆိုတော့မှာပညာတိဝိတိတ်ကမန္တရေလို့ခေါ်တယ်ပညာကိုချိုးဖောက်တဲ့အန္တရာယ်အဲ့ဒါမေတ္တာပို့တာဖြစ်တယ်လူတွေမှာအဲ့ဒါမရှိဘူးဗျဘုန်းကြီးတွေမှာအဲ့ဒါရှိတယ်ဆိုတော့တကယ်အထောက်ကြဆိုရင်လူတွေကနိဗ္ဗာန်နဲ့နည်းနည်းနီးပါတယ်ဘာလို့ဆိုတော့လူတွေကအပြစ်နည်းတယ်9မျိုးလောက်လွတ်အောင်ရှောင်နိုင်ရင်ရတယ်ယဟန်နေ220ခုတွဲဆိုတော့တိတ်တော့မနေဘူးပေါ့ဗျာနော်အဲ့လိုနည်းနဲ့လည်းတက်ပါတယ်ဦးဇင်းကတော့အခုနမကြီးလာတဲ့ဘုန်းကြီးတက်ကြီးပါဒီကနေ့ဂုံတိတ်ခါတွေလက်လာပါလိမဲ့မောပြီးတော့တရားနဲ့ဝေးတာတွေကိုယ်အသိရင်းနှီးတဲ့လူတွေလည်းတွေ့တဲ့ခါကျတော့ဒီကတခုတွေးမိတယ်ဗျာအဲ့တော့ဘုန်းကြီးရဲ့လူနဲ့ဘယ်သူကနိဗ္ဗာန်နဲ့ညီမလဲဆိုတော့ကျွတ်တော်ကြီးကျွတ်တော်ဆိုရင်7နှစ်လောက်မပြည့်တောင်ပြည့်သေးဘူးထောက်တော့7နှစ်တည်းရောက်လာအကြောင်းခေါ်ပြီးတော့ဗျာအမေကပြောခဲ့လို့ဆိုပြီးတော့ဘာလေသန္တရာဝတ္တဒုက္ခတော့မောဒနာတရားသန္တရာဝစီရမှာလူမျိုးချင်းကအရှင်မြတ်ကနာမည်ဖြစ်ကိုတောင်းမှမှာသူတို့လိုက်ဆိုတော့ကိုကမတောင်းပါဘူးမှာသူတို့ဇော်တင်းချာကြီးတော့ကလောကကြီးကိုသန္တာကြီးကိုဝတ္တဒုက္ခတော့ကြီးဝစီရကြီးလို့ပြောတာကိုကကလေးဆော့လို့ကောင်းလို့ဘာဝစီရမှမသိဘူးနော်သူတို့ဝစီရလို့အတင်ပြောဝစီရလိုက်လောလိုက်ပါဝတ်တာပေါ့ဗျအဲ့တော့ဝတ်လာရအခုဒီနေ့ကြည့်ရတော့လောကအတွေ့အကြုံကလည်းရလာပြီပြမလောကကြီးကလည်းတိတ်ပြီးတော့တိုးတက်နေတယ်တွေ့တဲ့ခါကျတော့ဖြက်လန်းကလိုက်ပြီးတဲ့ဓာန်ကဘာဖြစ်လဲဆိုတော့ဝစီရမသိဘဲနဲ့ဝစီရလို့တတ်မှတ်တာနောက်တော့လောကမှာပျော်စရာတွေကလည်းအများကြီးရှိတယ်လို့လည်းသိရောခုနဝတ္တဒုက္ခတော့ကြီးကပျောက်သွားတယ်ဗျာလောကရဲ့ပျော်စရာတွေတော့လိုက်တော့တာပေါ့ဗျာအခုရမှာတခါတည်း Facebook ပို့တဲ့ပုံကြီးရောညာနဲ့ပါရညာတွေရောဖုန်းကြီးရောအကုန်လုံးဖြစ်သွားတာတာယာချိန်မှာတာယာခွင့်မရဘူးတာယာချိန်မှာအပြစ်လို့မြင်တယ်ခုတကယ်အပြစ်လို့မြင်ရမယ်တတိယရွေရောက်တဲ့ခါကျမှဟုတ်တော့အဲ့ဒါကြီးနဲ့တာယာနေတာလို့အဲ့တော့သူတို့တရားတငယ်ပြန်သွားပြီမရတော့ဟောလူတွေကပျော်စင်တော့မှလည်းသူတို့လည်းပျော်ခဲ့တယ်အတ္တရာပဲနော်အပြစ်ကြတော့လည်းကိုယ့်ကိုပြောနေပြီလောကကြီးဆင်းရဲတယ်ဆိုတော့ဘုန်းကြီးတွေကညီးပြညာတော်ချောက်တော်တယ်ဈေးထဲသွားတဲ့အရှင်မတွေကပိုးပြီးတယ်နော်ငိုဒီစိတ်ကိုပေါ့ဘုန်းကြီးကလို့တရားမလို့အတင်းတော့အပြစ်ကိုလည်းသိလာပြီဆိုတော့တက္ကရာကိုဆင်းရဲဟိုဓာကြီးလွတ်အောင်ရုံးမှာပဲဆိုတဲ့ဟာလေသူတို့သိနေတယ်သူတို့မှတငယ်ပြန်စရာမရှိဘူးသူ့ရွယ်နဲ့သူတစ်စိမ်လာတာအဲ့ဒါကြောင့်လည်းပဲအဲ့တော့နီးပါတယ်ကျန်တဲ့ဘုန်းကြီးတော့မပြောနဲ့ဘောကနော်ကဲဟုတ်ပါဒီနေ့တော့တနားကြီးပြီးပါ